မတက်လာတေဘူးတက်လာတော့စက္ကန့်ပိုင်းလူတယ်โอเคရပြီโอเคအဆင်ပြေပါပြီအားလုံးပဲမင်္ဂလာပါမိတ်ဆွေအားလုံးဒီည live ရဲ့အခြေအနေကဒီ connection ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနောက်ကျတဲ့တွေ့ကြုံအားလုံးကိုတောင်းပန်ချင်ပါတယ်ဒီညမှာကျွန်တော်တို့ချင်းပီတူပီတာအားလုံးအတွက်မိတ်ဆွေတွေအားလုံးအတွက်ဆရာနှစ်ပါးကိုကျွန်တော်ခေါ်ပေးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီညရဲ့အစီအစဉ်ကကိုတက်နိုင်တဲ့လောက်တီးတဲ့လောက်မြင်တဲ့လောက်ကိုပိုင်အမင်းကိုပိုင်အတွေ့ခေါ်တွေပဲဖြစ်မှာဖြစ်ပါတယ်ဘယ်သူကမှကျွန်တော်ကိုတိုင်လက်ကူစားပြူတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့အခြေအနေချင်းပြည်ရဲ့တော်လှန်ရေးကဒီလိုမျိုး online နဲ့ပဲဖြစ်ဖြစ်နီလာပေါင်းစုံနဲ့ကျွန်တော်တို့နိုင်ငံရေးကျွန်တော်တို့ဒီချင်းပြည်လူမျိုးဖွဲ့ရအတွက်အားလုံးဖက်ဖက်ကနဲ့ပါဝင်ကြတဲ့ဖြစ်တဲ့အတွက်ကြောင့်အခုလည်းပဲကျွန်တော်တို့ဒီစီစဉ်ကတော့ကျွန်တော်တို့ချင်းပြည်သူပြည်သားအားလုံးအတွက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့connection ကြောင့်နည်းနည်းနောက်ကျတဲ့အတွက်ကြောင့်အားလုံးကိုတောင်းပန်ချင်ပါတယ်ပြီးတော့အခုကတော့live စတော့မဖြစ်ပါတယ်ဒီမှာဆရာတို့ကိုကျွန်တော်အရင်ဆုံးမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီ Facebook live ကိုလည်းစာအားဖြင့်တော့လကောင်းမျှဝေပေးကြပါလို့အရင်ဆုံးတောင်းပန်ချင်ပါတယ်တောင်းဆိုချင်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့Joseph ခေါင်ဆရာ Joseph ခေါင်အခုလက်ရှိဘယ်မှာနေတယ်လဲမိတ်ဆက်လို့ရတဲ့အနေထားပေါ့နော်မိတ်ဆက်ပေးလို့ရမလားဆရာ Joseph ခေါင်ကအခုလက်ရှိရဲ့အခြေအနေပေါ့နော်မိတ်ဆက်ပေးနိုင်တယ်လို့ပြည်သူတွေရှိမှမိတ်ဆက်ပေးစေချင်ပါတယ်ဆရာ Joseph ခေါင်ကိုကျွန်တော်မိတ်ဆက်ပေးဖို့ခေါ်ချင်ပါတယ်ပြီးတော့ဒီ channel မှာလည်းပါဝင်ပြီးတော့အချိန်ကိုဖက်ပေးပြီးတော့ပါဝင်ပေးတဲ့အတွက်ကြောင့်လည်းသူပဲကျေးဇူးတင်တယ်မိတ်ဆက်ပေးပါအောင်ပြည်သူတွေကိုဆရာ Joseph ခေါင်ရဲ့အခြေအနေအရမိတ်ဆက်ပေးဖို့ရန်ကျွန်တော်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ Joseph ခေါင်အားလုံးကိုနှုတ်ဆက်တယ်နော်ကျမတို့ตามมาป้องเชียร์มิวสิกของละตามมาป้องพี่ตามลีเนี่ยในจิมพี่กองแบบตามมาป้องฮัลโหลอาจารย์ลำเดียวเดี๋ยวเนาะฮัลโหลကျွန်တော်ကတော့ကြားပါတယ်အားလုံးလမ်းဒီကျွန်တော်တန်ကျွန်တော်ကတော့ကြားပါတယ်ဆိုတဲ့ဟာပဲထွက်လာတယ်တော့ကြားတဲ့အတိုင်းပဲထွက်လာဆရာ Joseph ခေါင်ကျွန်တော်ပြောတာကောင်းကောင်းကြားလာမသိဘူးအားလုံးမင်္ဂလာပါနော်ဘယ်လိုဖြစ်တာလဲ
cha la တစ်ချက်ပဲကြားရတယ်နော်ဟိုဟာလို့အတန်ဖြောင်းနေတဲ့ဆရာမျိုးဆက်ခေါင်ပြတ်မှာဖြစ်မှာကြားရတယ်နော်ဟိုဟာလို့အတန်ဖြောင်းနေတဲ့ဆရာမျိုးဆက်ခေါင်ပြတ်မှာဖြစ်မှာ ကျွန်တော်ဖက်ကတော့ကောင်းပါတယ် ဟုတ်လားအဲ့ဆိုကျွန်တော်ဘာဖြစ်လို့လဲ โอ ဟုတ် เค ကဲ့ကောင်းရင်တော့ပြောပါလား အတန်ကောင်းလားမတိဘူးကြည့်တဲ့လူ comment မှာရေးပေးကြပါဦးကျွန်တော်ဖက်ကတော့ကောင်းကောင်းကြားပါတယ်နော်ဘာမှတန်ထက်တာလည်းမရှိဘူး တယ်တော့ဆရာတော့အတန်ကိုကျွန်တော်ကကြားရတယ်ကျွန်တော်အတန်ပဲမကြားရမှာကိုကျွန်တော်ကစမ်းနေတာ အခုကြားရပြီအခုကြား ကြားရပါတယ်ဆရာဆက်ပြောပါကျေးဇူးပြုတဲ့ပြန်လေပြီးတော့မိတ်ဆက်ပေးပါနော်ကျွန်တော်တို့ကြားပါတယ်အကုန်လုံးကြားပါတယ် ကလာပါလို့နှုတ်ခွန်းဆက်တာတယ်နော်ကျွန်တော်ကအမေရိကမှာနေပါတယ်လို့နော်အခုလေးပဲနိုင်ရပေါ့ကိုချင်းမျိုးသားရဲ့အတွက်နိုင်ရတာဝန်ကိုကျွန်တော်ပါဝင်ကိုရန်တက်ဒီလိုက်အဖြစ်တော်လကောင်းလိုအပ်တဲ့နေရာမှာတော်လကောင်းကျွန်တော်အနေနဲ့ပါဝင်နေတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နော်ဆိုတော့ဒီနေ့တော့လူကိုယ်တိုင်ပေါ့နော်ကိုမျိုးသားရဲ့အတွက်တက်အပ်ရောနည်းနည်းပပစကားပြောဖို့ရန်အတွက်ဒီ online ပုံမှာရောက်ရှိလာတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နော်ဆိုတော့ဒီလို online ပုံကိုရောက်လာနိုင်ဖို့အတွက်ဆရာတို့ကပဲကျွန်တော်ကိုဖိတ်တဲ့လည်းအရန်ကျေးဇူးတင်တဲ့အကြောင်းကျွန်တော်အနေနဲ့ပြောချင်တယ်နော်ဆိုတော့ဒီနေ့ကျွန်တော်ဘီတူကမှကိုစားမပြပါဘူးဆိုတော့ကျွန်တော်ကပြောတင်တယ်ပြောထိုက်တယ်ဆိုတော့ကိုအမျိုးသားရေးကိုပဲကျွန်တော်ကပြောမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့အားလုံးဟာတိုက်ဖို့ခိုက်ဖို့မဟုတ်ဘူးတဲ့ကိုအမျိုးသားရေးကကောင်းစားစေရှင်တဲ့စိတ်နဲ့ကျွန်တော်ပြောဖို့လိုက်ဖြစ်ပါတယ်ဆိုတော့အပြောချင်တယ်နော်အရန်ကိုကျေးဇူးတင်တယ်မိတ်ဆက်ပေးတဲ့အတွက်ကြောင့်ဆရာခေါင်ကိုအထူးပဲဂျိုဆက်ခေါင်ကိုကျေးဇူးတင်ပါတယ်ဆိုတော့ဒီမလေးရှားကဆရာနိုင်လင်းကိုလည်းပြန်လည်ပြီးတော့အနည်းငယ်လေးမိတ်ဆက်ပေးဖို့ခေါ်ချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ channel ကလူတိတွေနဲ့တိုင်းတက်လာတဲ့အတွက်ကြောင့်လည်းပဲအခုနပြောတော့တာက USA မှာနေတဲ့ကျွန်တော်တို့ဆရာဂျိုဆက်ခေါင်ဖြစ်ပါတယ်အခုကတော့ဆရာကိုနိုင်လင်းကိုမိတ်ဆက်ပေးဖို့ကျွန်တော်ပြန်လည်ပြီးတော့ဖိတ်ခေါ်ချင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့တင်းဟဲ့ဝါကောက်ဆယ်လီပေါ့နော်ကျွန်တော်နာမည်ပြောရင်လည်းဘယ်သူမှသိမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီဟိုပါပေါ့လူသိများလာတဲ့နာမည်ပဲပြောမယ်နော်ကျွန်တော်နာမည်ကတော့ဝါကောက်ဆယ်လီတင်းဟဲ့ပါဟုတ်ကဲ့အခုလိုပဲဒီလိုပေါ့ကျွန်တော်ချင်းအမျိုးသားရေးအတော်ကိုပြောဆိုနိုင်ဖို့အတော်ဒီလိုအဖိတ်ခံရတဲ့အတွက်လည်းကျွန်တော်အများဒီဝန်တာပါတယ်လို့ဒီမှာနားထောင်နေတဲ့ဘီသူတွေကလည်းမေးစရာရှိတာတွေမေးပြီးမေးခွန်းထုတ်စရာရှိထုတ်ကြပါလို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ် Okay သူပဲကျေးဇူးတင်ပါတယ်ဆိုတော့တခါတည်းဒီကိုဆရာဘကော့ဆယ်လီကလူဟောင်းလည်းဖြစ်တယ်ဆိုတော့တခါတည်းဘကော့ဆယ်လီဖက်ကိုအရင်ဆုံးသွားပြီးတော့နောက်မှဒီဂျိုဆက်ခေါင်ဆရာဂျိုဆက်ခေါင်ကိုနောက်မှပြန်လေပြီးတော့သူ့ဖက်ကိုလှည့်ကြည့်တာပေါ့ဆိုတော့အခုဒီညဆွေးနွေးမဲ့အချက်ကတော့ဒီကျွန်တော်တို့စီစဉ်ထားတာမရှိဘူးအဓိကကတော့ဒီလိုလိုစီကျွန်တော်တို့ချင်းပီရဲ့အခြေအနေမှာဒီပလဲဝါပဲဖြစ်ဖြစ်မတူပီပဲဖြစ်ဖြစ်လိုလိုစီမှာအခြေအနေဒီနည်းနည်းစူးတဲ့ဟာတွေရှိတာပေါ့နော်ဒီတလောကတရင်စူးတွေရှိတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကြားခဲ့တာတွေရှိသလားဒီပလဲဝါပဲဖြစ်ဖြစ်ကပလဲပဲဖြစ်ဖြစ်မတူပီပဲဖြစ်ဖြစ်အခုလက်ရှိအခြေအနေရဲ့ update ပေါ့နော်ဒီတလောက်ပြောချင်တလောက်ဒီလိုလိုစစ်တောင်ပိုင်းရဲ့အခြေအနေကို update ပေးစေချင်ပါတယ်တောင်ပိုင်းမြောက်ပိုင်းပေါ့နော်ကျွန်တော်ချင်းတစ်မျိုးသားလုံးအရေးကိုကျွန်တော်ဟိုလေးလေးနဲ့ပြောလာတာဆိုရှင်းနေကိုနေရှိပြီပေါ့နော်ကျွန်တော်ပြောနေကြအတိုင်းပေါ့ကျွန်တော်လည်းတတ်နိုင်တဲ့ဖဲကဒီဟိုပေါ့ချင်းအရေးကိုအများအားလေ့လာနေဆဲဖြစ်တယ်သူကအစိုးအကောင်းပေါ့နော်ဘယ်နေရာဘယ်လိုဖြစ်တယ်ဘယ်နေရာဘယ်လိုဖြစ်တယ်ဆိုတော့ဟိုဒေတာခါနေနဲ့ချစ်ဆက်ပြီးခါမှာအများအားလေ့လာလည်းရှိပါတယ်အခုတလို့ကတော့ကျွန်တော်လေ့လာတဲ့လောက်ကတော့
ကျွန်တော်တောင်ပိုင်းမှာကနည်းနည်းအတီးမပြုတ်နိုင်သေးတာဟုတ်လားတော့မသိဘူးနော်တိုင်းပေါ် social media ပေါ်ဒီမှာတက်လာတာကတော့ဒီကမ်မလဲမှာလဲကျွန်တော်ကမ်မလဲမှာဒီ PDF ရဲ့တိုင်ရင်ခွန်ကိုအေကအင်အား300နဲ့အလုံးရင်းနဲ့ဝန်ပြီးခါမှာသူတို့ဖယ်ရှားပြီးမှအေကပဲနေရာယူရဲဆိုတဲ့ဟာတက်လာတာတွေ့ရတာပေါ့နော်အဲ့ဒါလေးတွေကိုလည်းထူးခြားတယ်လို့ပြောမှာအဲ့ဒါသူတို့အချင်းချင်းဘယ်လိုဖြစ်လို့အဲ့လိုဖယ်ရှားခိုင်းပြီးသူကနေရာယူသလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိမှာဖြစ်တယ်ဒေတာခါနေရလေဒါတွေကကောင်းဟာပေါ့ကိုတွေလိုလွတ်လပ်ပြောလို့မရတဲ့ချင်းကသူတို့မပြောဆိုရတဲ့အပိုင်းတွေလည်းပါတာပေါ့ပြီးတော့မင်းသားမှာလည်းမင်းသား CDF ရဲမေလေးကိုသူက AA ကရှေးတောင်ပြီးခါမှာတင်းအဓမ္မပြုကျင်းလို့အဲ့ဒါကိုလူကြီးပိုင်းเนี่ยမဖြေရှင်းပေးလို့စောင့်နေတယ်မဖြေရှင်းပေးတော့ကျွန်တော်တို့တတ်နိုင်ကိုနီးကိုဟာနဲ့ဖြေရှင်းကြလိမ့်မယ်ဆိုမှအောက်ခြေကသူပြောပြလာတာတွေကြားရတာပေါ့နော်အခုလို့ဆယ်တောင်ပိုင်းမှာတော့အဲ့လိုထူးခြားမှုလေးတွေရှိတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့တောင်ပိုင်းမှာဆိုတော့ပလဲဝဘလုံးပလဲဝရေးမှာစစ်ရတန်စစ်နဲ့အေရတန်ကိုခါတီးတီးခံခဲ့ရတာဆိုတော့လူတိုင်းသိပြီးသားဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဘာကိုပြောချင်တယ်လဲဆိုတော့ကိုတွေကပဲဒီချင်းအရေးပလဲဝရေးကိုမနဲ့တူတယောက်ထဲလိုပဲပြောဆိုလာခဲ့တာလူတိုင်းသိပြီးသားဖြစ်တယ်အဲ့ဒီချိန်မှာဆိုးတော့တာရှိတယ်လို့ကောင်းတော့တာလည်းအများကြီးရှိခဲ့တယ်ဆိုတော့အခုချိန်မှာတော့ချင်းပြည်သူတွေကကြဲလောင်နဲ့ပြောလာတာတွေ့ရတယ်ချင်းလူငယ်လေးတွေပေါ့ချင်းလူငယ်လူကြီးတွေကကိုအမျိုးသားရေးကိုသူကြဲလောင်ပြောလာတာဖြစ်တယ်အဲ့လိုပြောလာတဲ့အချိန်မှာဒီနည်းနည်းဒီဘလဲဝါမှာချင်းလူမျိုးတွေရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကနည်းနည်းလေးတီလာပိုင်းနေမှာဆိုယော့လာတာတွေ့နေရတယ်နော်အစင်လေးတွေယော့လာတာတွေ့နေရတယ်အဲ့လိုကောင်းတဲ့လက္ခဏာတွေပေါ့ဆိုတော့ပြောချင်တာကကျွန်တော်တို့တောင်ပိုင်းမှာဘယ်လိုပဲဖြစ်ခဲ့ဘယ်လိုလူအခွင့်အရေးပဲချိုးဖောက်နေပါစေကျွန်တော်တို့ခင်ဗျားတို့ကဟုတ်စာပတ်ပေါ့သိနေခဲ့လို့ဘာမှမပြောခဲ့လို့အကြောက်တရားနဲ့ကိုဟာကိုပုံလွှမ်းခဲ့လို့ဒီလိုဒီခံခဲ့ရတာဖြစ်တယ်လူဆိုတာခုနပြောသလိုပေါ့တိုက်တနာကြီးကင်မှတိုက်တာမဟုတ်ပါဘူးနော်ဒီပါဇက်ဟာအမျိုးသားနိုင်ငံရေးမှာပါဇက်တိုက်ပွဲဟာအင်မတန်မှထိရောက်တယ်ဆိုတော့ပြည်သူတွေကိုသိစေချင်တယ်အခုမှပြည်သူတွေကနော်ကိုတွေနဲ့အတူပေါ့လူငယ်လေးတွေကသူတို့အခန်းကဏ္ဍပေါင်းစုံကနဲ့အမျိုးသားရေးကိုတအားပြောလာတဲ့ချိန်မှာအခုဆိုတော့လူအခွင့်အရေးချိုးဖောက်မှုတွေဖမ်းဆီးမှုတွေကိုသူတို့လေးကိုအရှင်ရို့သွားတာတွေ့နေရတယ်ပြီးဟိုတနေ့ကလည်းဗာလဲပေါ့စီစီဘက်ကအကူကြီးမှုနဲ့အဲ့ဒါလည်းဘလဲဝသားပဲဖွတ်တော်မှာဥပြေမင်းနဲ့CDF ဘလဲဝဆရာရိုးစုတို့နဲ့တွားပြီးခါမှာတွေ့ဆုံဆွေးနွေးပြီးခါမှာ4ယောက်လွတ်တယ်5ယောက်လွတ်တယ်ဆိုတဲ့ဟာလေးတွေပေါ့တွေ့နေရတယ်လိုင်းပေါ်မှာတက်လာတာတွေတွေ့နေရတယ်အဲ့လိုတကယ်လို့ဖြစ်လို့ရှင်လဲဒါကပြည်သူဒီဝမ်းမြောက်ဝမ်းသာစရာဖြစ်တာပေါ့ကိုတွေလည်းအချင်းလို့ပြောဆိုလာတာဖြစ်တဲ့တော့ဒါတွေကိုမျောလိနေတာပေါ့ဆိုတော့တာဝန်ရှိဖို့ကိုဒီကကိုယ့်အဖွဲ့အစည်းအနေနဲ့ဒါတွေကိုထုတ်ပြန်တင်တယ်ပြောဆိုတင်တာပေါ့နော်ကိုတွေအမြင်ပေါ့ CC ဖက်ကပဲအဖွဲ့အစည်းရ CDF ဒီဖက်ကဘာပဲလို့ဒီတော်လိုင်းရေးလုပ်တယ်ဆိုတာကအမျိုးသားရေးကိုစားပြုပြီးခါမှာအမျိုးသားလုံးမြောက်ရေးပဲလူမျိုးမဆိုတော်လိုင်းရေးလုပ်တာပေါ့အဲ့လိုဖြစ်နေတဲ့တော့တခုလုပ်ပြီးဆိုတော့ပြည်သူကိုချပြတင်တယ်ဝမ်းမြောက်စရာလားဝမ်းသာစရာလားနော်စိတ်ဆုပ်စရာလားဝမ်းနည်းစရာလားဒါဒီကိုပုံပုံလင်းလင်းချပြတင်တယ်နော်ပြည်သူတွေပြင်ဆင်ရမလားပြေးရမလားစတရားဖြစ်ဖို့ဝမ်းမြောက်ရမလားဝမ်းသာမလားဒါဒီကိုအဖွဲ့အစည်းတွေအနေနဲ့ဖြစ်တင်တယ်အခုကကျွန်တော်တို့ဘာပဲလို့ပြောချက်ပြောင်းဟဲပြောင်းပဲပြောင်းနေကြတာဆင်လီခွေးမျိုးတယ်လို့ပေါ့ငါတို့ပြည်သူတွေကအမှန်တရားမြန်နိုးနေတဲ့ကိုမျိုးသားရေးကိုချိမြတ်နိုးတဲ့ကိုတွေကညောနေတဲ့ဆင်လီခွေးမျိုးလိုပဲကိုလူကပဲတည်င်းထုံတော့ဒီလူကပဲတည်င်းထုံတော့အဲ့လိုပဲဖြစ်နေတဲ့ချိန်ကလုံးဝအားမရတဲ့အပိုင်းတွေတော့ကျွန်တော်အများကြီးတွေ့နေရတယ်။ဘာဖြစ်လို့လဲဆိုကိုတွေကမဏိတနည်းမှာတက်လာပြီးမပြောတဲ့လူလည်းမဟုတ်ဆိုတဲ့တဘောကတခြားလူမျိုးကအဲ့လိုတော့ပြီးပုတ်ပြီးပြောချင်တာမဟုတ်ဘူးကွာပြောချင်တဲ့တဘောကရှင်းနေကိုနဲ့လုံကိုမျိုးသားရဲ့နိုင်ငံရေးပေါ်မှာမနဲ့ရတီဗီပြောလာတဲ့ချိန်မှာအန်နယ်ဒီကြားထဲမှာပြောလာတဲ့ချိန်မှာအခုချိန်မှာရှင်းလူမျိုးတွေဥမာတယောက်စားနှစ်ယောက်စားပြီးလုံးမြောက်သွားတာတော့ဘလို့ဖြစ်သွားတာလို့အဲ့လိုကြားချင်တာပေါ့အဲ့ဒီမှာအဖွဲ့အစည်းတွေကတခုလုပ်ပြီးဆိုတော့ဒီတိုင်းပဲညီငုံနှုတ်ပြီးခါမှမနေစေချင်ဘူးပြည်သူကိုပုံလင်းလင်းချပြစေချင်တယ်ပြောစေချင်တယ်နော်ဒါမှဝမ်းမြောက်စရာဆိုလို့ဝမ်းမြောက်ရမယ်နော်ဝမ်းနည်းစရာဆိုဝမ်းနည်းရမယ်ပြင်ဆင်စရာဆိုလည်းပြင်ဆင်ရမယ်
ပြည်သူကဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့သူတို့ရဲ့ဒီလူကြီးအဖွဲ့အစည်းလူကြီးလုပ်တဲ့လူရဲ့အာဘောကအများကြီးမူတည်တယ်တည်င်းမီဒီယာဆိုတာကအင်မတန်မှဒီလူတွေရဲ့နှလုံးသားကိုထိုးပေါက်တာဖြစ်တဲ့တည်င်းမီဒီယာပိုင်းတွေမှာကျွန်တော်ချင်းနေတာအားနေတာတွေ့နေရတယ်တည်င်းမီဒီယာကတနတ်ဆိုတာအစုအဖွဲ့နဲ့ပဲသွားပြစ်တာဖြစ်တယ်ဒီတည်င်းမီဒီယာကလူမျိုးတကာရဲ့နှလုံးသားကိုထိုးပေါက်တာဖြစ်တဲ့တော့ဒီတည်င်းမီဒီယာတော့လုံးဝညံ့ပြင်းလို့မရဘူးဆိုကျွန်တော်ပြောချင်တယ်ပြီးတော့လူကြီးပိုင်းတွေနော်ဥမာပြည်သူနဲ့တွားပြီးခါမှမြင်ပြီးမှပဲတွားပြီးမှတွေ့ဆုံတာမဟုတ်ပါဘူးဆိုဆယ်မီဒီယာပေါ်မှာတော့အမြဲတမ်းလက်ပူးတရီထိတွေ့စကားပြောဆိုနေတာပြည်သူနဲ့အမြဲတမ်းထိတွေ့တာဖြစ်တဲ့တော့ဒီတိုင်းပဲကြက်ပြောင်းဟဲပြောင်းမပြောင်းပဲနဲ့ကိုယ်အမျိုးသားရေးကိုအဲ့လိုပေါ့ဖြစ်ပြနေတဲ့အရာတွေကိုအမြဲတမ်းပြောစီချင်တဲ့ဆန္ဒတော့ကျွန်တော်ကလုံးဝကိုရှိတယ်ဆိုတော့ပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်တုံးသက်ပေးတဲ့တွေ့ကြောင့်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာဇိုးစစ်ဖုန်ကိုကျွန်တော်တစ်ချက်မေးချင်တာကတော့ကျွန်တော်တို့တောင်ပိုင်းမြောက်ပိုင်းလို့ပြောတဲ့အခါမှာအဓိကအဖြစ်ကျွန်တော်တို့ချင်းပြည်တော်လှန်ရေးမှာAAကဝင်ရောက်ပြီးတော့ရှုပ်ရှက်ခတ်တဲ့တွေ့ကြောင့်အဓိက AA တွေကဒီတောင်ပိုင်းဘက်မှာပဲဒီလှုပ်ရှားတာဖြစ်တဲ့တွေ့ကြောင့်ပေါ့နော်ဒီတောင်ပိုင်းမြောက်ပိုင်းကိုခွဲခြားတာမဟုတ်ဘဲနဲ့တောင်ပိုင်းဘက်မှာ AA တွေကနေရာယူထားတဲ့တွေ့ကြောင့်ဒီဆရာဇိုးစစ်ခေါင်အနေနဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီပလက်ဝပဲဖြစ်ဖြစ်ပေါ့နော်ဒီအဲ့ဒီတောင်ပိုင်းဘက်မှာ AA တွေရဲ့လောက်ဆောင်ချက်တွေအနေနဲ့ဘယ်လိုမြင်ပါတယ်လဲသူတို့ရဲ့အနေထားဥပမာပလက်ဝမှာဆိုရင် AA တွေကဘယ်လောက်အနေထားနဲ့ထိန်းချုပ်တယ်လေပေါ့နော် CC တွေကထိန်းချုပ်သလား AA တွေကထိန်းချုပ်သလားပြီးတော့ဒီပြဿနာတွေကဘေဟာကအရင်ခံဖြစ်တယ်လေဘယ်လိုဖြေရှင်းကန်တွေ့တင်တယ်လေဆိုတာကိုတုံးသက်ပေးစေချင်ပါတယ်ဟုတ်ပါပြီဒါပေမဲ့ဒီကိုတော့တိတိကျွန်တော်အနေနဲ့ပြောမှာမဟုတ်ဘူးဒါပေမဲ့ဒီ A နဲ့ပတ်သက်ပြီးမှနော်အစိုးရဆုံးကကျွန်တော်တို့ပလဲဝဖက်ကလူပါပဲဒါပေမဲ့ A အကြောင်းကိုပြီးတယ်ကိုလာသမတောင်တောက်တယ်ပြောတာတောင်ကျွန်တော်တို့ချင်းလူမျိုးတွေကနော်နားမထောင်ပဲနဲ့AA နဲ့သွားပေါင်းတယ်ဆိုတော့ AA အကြောင်းတော့ကျွန်တော်မသိချင်ဘူးကျွန်တော်တောင်ပိုင်းဖြစ်တဲ့ပြဿနာတွေအားမှာကျွန်တော်တို့တရားခံကကျွန်တော်တို့ချင်းလူမျိုးပဲဆိုတာကျွန်တော်လည်းပြောချင်တယ်နော် AA တော့ကိုယ်တိုင်ကတီးပြီးသူတို့တောင်းချလူတိုင်းတီးပြီးဒါပေမဲ့ AA ကိုလက်မလွတ်ပေါင်းစည်းနိုင်တဲ့ဒီ CB လို့တောင်ကျွန်တော်တို့မပြောချင်တော့ဘူး AB ပေါ့နော်ချင်းလူမျိုးမပြူတော့ရပြီပေါ့တော့ကျွန်တော်အဝတ်တော့ဘယ်နဲ့ AB လို့ပဲကျွန်တော်ပတ်နော်အဲ့လိုလဲဆိုတော့ကျွန်တော်ချင်းလူမျိုးတွေကိုကိုစားမပြူတဲ့အဖွဲမလို့ကျွန်တော်ချင်းဆိုတာမသိချင်တာပါအဲ့ဒါတော့ကျွန်တော်အစွမ်းရောက်တာလည်းမဟုတ်ဆန်တာလည်းမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်ချင်းလူမျိုးကိုစားမပြူတဲ့အဖွဲမလို့ပါတကယ်လို့ကိုစားပြူတယ်ဆိုရင်အခုကျွန်တော်ခံစားနေရတဲ့အတွေကဘယ်လိုခေါ်မလဲဖြည့်ချင်းလို့ရတဲ့ဒီလမ်းတွေရှိမှာပါနောက်ခေါ်တဲ့အေးတီကိုတော့သူတို့မတူတော့ကံဘူးကောမမတော့မတော်မထောင်ဘူးသူတို့ဆွတ်လောက်တဲ့ခါကျတော့သူတို့လေအေးရဲ့အရာတာကိုပလဲဝနဲ့အတူအေးတူပုံမြခံစားနေတယ်ဆိုတာပြည်သူအလုံးအတိဖြစ်ပါတယ်ဆိုတာကျွန်တော်အနေနဲ့ပြောချင်တယ်နော်အဓိကတရားခံကကျွန်တော်ချင်းလူမျိုးပါလို့ပြောချင်တယ်ကျေးဇူးတင်တယ်တစ်ဆက်တည်းမှာပဲဒီကျွန်တော်တို့က AA ကြောင့်ကမပြောလို့မဖြစ်တဲ့အတွက်ကြောင့်ဆရာဇိုးစစ်ခေါင်အမင်ပေါ့နော်ဒီတုံးတက်ချက်ပေါ့ဒီပလဲဝကAA ကပူပြီးမှ control de la CC ကပူပြီးမှ control de la ဆိုတာလဲပြည်သူတွေမတိဘူးပေါ့နော်တိတဲ့လူလည်းရှိတာပေါ့ဒါပေမဲ့လူတိုင်းကခုနကျွန်တော်တို့ပြောသလိုပဲကျွန်တော်တို့တိလဲတချို့တော့သူကမတိသေးဘူးအဲ့ဒီတွေ့ကြောင့်ဒီမှာနားထောင်တဲ့ပြည်သူတွေအတွက်ဒီပလဲဝနေမေကဘယ်သူ
အဖွဲ့ကပေါ့နော်ပူပြီးတော့စူးမှုခဲ့တယ်လေအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ machine link နဲ့ပြည်သူတွေရှိတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြလို့ရမလားဒီပလေဝါကိုဒီ AA အဖွဲ့တွေ CC အဖွဲ့တွေက control တလား CC က control တလားပေါ့နော်အဲ့ဒါကဆရာ Joseph ခေါင်ကတီမေကျွန်တော်ကတီမေဒါပေမဲ့မတီတဲ့လူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်ကျွန်တော်မေးထားတာဖြစ်ပါတယ်သူနေရာက internet connection တိတ်မကောင်းဘူးထင်တယ်ဟုတ်တယ်သူဟဲက line တိမကောင်းဖြစ် line တိတ်မကောင်းဘူးအားလုံးပဲဒီစာရာဖင်တော်လကောင်း comment like အပေးကြပါပြီးတော့ဒီဆရာတို့ဖက်က line နည်းနည်းအားနေတာကြောင့်ဖြစ်တယ်အခုနကျွန်တော်မဲတဲ့မေခွန်းကဒီပလေဝါဖက်က CB အဖွဲ့ AA အဖွဲ့တွေကပူပြီးမှ control တလား CC က control တလားစူလူဒါကလူတိုင်းကဒီမျိုးပဲဖြစ်ဖြစ်အတိမတူဘူးဒီမိတချို့လူကတိတယ်တချို့လူကမတိဘူးဆိုတဲ့ခါကျတော့ဒီပလေဝါဖက်က AA နဲ့ CB လှုပ်ရှားတဲ့နေမယ်ဆိုတဲ့ခါကျတော့ဒီပလေဝါကဘယ်သူကလက်ရှိ control တယ်လေဥပမာပလေဝါပြည်သူတွေက CC ဖက်မှနေတော့ဒီ AA နဲ့ CB ကလုံးဝပလေဝါလူတွေကလက်မခံဘူးပေါ့နော်အဲ့လိုမျိုးတဝက်လားတရားလားတရားမရှိစေလားကူးစေလားအဲ့လိုမျိုးပေါ့အဲ့လေကျွန်တော်အတွက်ပြောဖို့နည်းနည်းအစီအမပြေလေအဲ့ဒါ skip လုပ်လိုက်ပါဆရာဆိုတော့တခြားကျွန်တော်ဖြေနိုင်တာရှိရင်ကျွန်တော်ဖြေပေးမယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးမိခွန်းကလည်းကျွန်တော်အတွက်ကပြီးလွေချလွေတယ်မှားနိုင်တယ်မှန်နိုင်တယ်ပြီးတော့ဘယ်လိုခေါ်မလဲနောက်ပိုင်းမှာအနေလာနိုင်တယ်တော့ဗျာโอเคကျေးဇူးတင်တယ်တစ်ဆက်ထဲမှာပဲဒီကျွန်တော်တို့အခုလက်ရှိကချင်းပြည်ရဲ့တော်လှန်ရေးကအမှန်ဆိုရင်ကျွန်တော်တို့ကဘာကြောင့် AA အကြောင်းတွေကိုပြောတာလဲဆိုရင် AA မရှိခဲ့ရင် CB နဲ့ CC က AB ပေါ့နော်ဆရာခေါ်နေဆို AB ပေါ့နော် AB နဲ့ CC နှစ်ဖွဲ့သေးရှိရင်ကျွန်တော်တို့ချင်းပြည်ကဒီလိုမျိုးတော်လှန်ရေးကိုနှေးကွေးမလားနှောင့်နှေးမလား AA မရှိဘောနော်ဒီလိုမျိုးပဲAB တွေကတကယ်ပဲနှောင့်နှေးစေနိုင်သလားဘောနော်နှေးကွေးစေနိုင်သလားအဟံတာဖြစ်စေနိုင်သလားအခုကတော့ AA လည်းပါဝင်လို့နှောင့်နှေးစေတယ်နှေးကွေးစေတယ်ဟန်တာစေတယ်ဘောနော်အဲ့ဒီအမီလေးကျတော့တုံးသက်ပေးလို့ရမလားဟုတ်ကဲ့ကျွန်တော်အမြင်ပေါ့နော်ပုဂ္ဂိုလ်ရဲ့ pass အမြင်နဲ့ပြောရရင် AA မရှိရင် AB လည်းရှိမှာမဟုတ်ဘူးဆိုတာကျွန်တော်အနေနဲ့ယုံတယ်နော်ဘာလို့လဲဆိုတော့ကြည့်ပါမတူပြီးမှာနော်တ
Troka ba sui kota de troba tani de mapiamba de ni ba ma atan de thotla de so kadi ko chi chin a phi a ta ma shi a b sora le shi ma ma hok bu sora chno pyo chin de sia jesu ba ဖိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ဆရာနိုင်လင်းဖက်ကိုတစ်ချက်လောက်လှည့်ကြည့်ရအောင်ဒီဆရာကတော့တူတူတောတောနဲ့ပဲဖြည့်ရှင်းသွားတယ်ဆိုတော့ဒီကူဆရာနိုင်လင်းကိုရောဒီဟိုဥစ္စာနဲ့ပတ်သက်ပြီးတော့ AA နဲ့ပတ်သက်ပြီးတော့လိုလိုဆင်မှာ ICC မှာလည်းသူတို့ကတရားစွဲဖို့အစီအစဉ်ရှိတယ်လို့ကျွန်တော်တို့ကြားရတယ်ပြီးတော့ ရိုဟင်ဂျာတွေကလည်းသူတို့အဖွဲ့ကိုတော်တော်လဲဟောစာပေါ့နော်နိုင်ငံတကာမှာသူတို့ပြောနိုင်တယ်စုနိုင်တယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးတွေဖြစ်ခဲ့ရင် AA အဖွဲ့ကချင်းပြည်ဖက်မှာအားနည်းနိုင်သလားအဲ့ဒါလည်းကိုသုံးသပ်ပေးလို့ရမလား အဖွဲ့ကိုဒီ ICC မှာဟိုတရားစွဲဖို့ပါဖို့ဟိုလုံနေကြတယ်ပါညာတော့ဟိုတွေ့နေတာပဲနေတဲ့တက်တို့တက်နေတာပဲဒီရိုဟင်ဂျာတွေကလည်းဟိုလူပေါင်း100တတ်တယ်200တတ်တယ်ဆိုပြီးခါမှဟိုပြောဆိုဝေဖန်နေကြတာဟိုမြင်နေတွေ့နေတာပဲနေ့စဉ်နေ့မြတက်နေတာပဲဒါမလုံဤဆိုတာတော့သူကဟိုဒီ AA ကသူလုံလို့ပဲသူတို့ကဒီဟိုကန်ဆင်ဖြစ်တယ်လို့ဟင်ဂျာတွေကဒီလောက်ပြောဆိုမှာပေါ့မလုံပဲနဲ့တော့သူတို့ပြောမှာမဟုတ်ဘူးသူကတော့သူတကယ်သူတို့တရားမှုအစုလည်းအပြုံးလိုက်တပ်ဖြတ်မှုပဲလေလူမျိုးစုဟိုလူမျိုးသုံးတပ်ဖြတ်မှုဥတီတာဖြစ်တယ်တော့တရားစွဲခံမှာပဲလေတကယ်ဟုတ်မှန်ခဲ့လို့ရှိရင်တော့သူကခံရမှာပဲတရားပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးခါမှဒါသူတို့အရေးပေါ့နော်သူတို့ဘယ်လိုပဲ PPIC ပဲတက်ဘယ်လိုပဲတက် ICC ပဲတက်ဒါကသူတို့ရဲ့အရေးဖြစ်တဲ့ဒီအဲ့ဒါဒီနဲ့ပတ်သက်ပြီးခါမှဒီချင်းပြည်နယ်မှာဒီသူတို့ AA အနေနဲ့လှုပ်ရှားမှုယို့နေသွားနိုင်သလားဆိုတာဒါကတော့ဒီဟိုပေါ့ဘယ်လိုပြောမလဲဥမာသူတို့မှာအဆက်သိက္ခာတွေရှိတယ်ဒီနိုင်ငံတကာကအဆင့်ထီဝေဖန်လာတဲ့အချိန်မှာနည်းနည်းသူတို့ရဲ့ပေါ့သူတို့ရဲ့ဒီလှုပ်ဆောင်မှုလေးဒီပေါ့အကြမ်းဖက်မှုလေးဒီရန်ကားမှုလေးဒီယို့ကောင်းယို့သွားနိုင်တယ်ဆိုတော့ကျွန်တော်ပြောတယ်လို့ပေါ့အတိကကဘာလဲကျွန်တော်တို့ကချင်းပြည်သူတွေကဒီဟိုပါစက်ကိုမြတ်မြတ်ဟနိုင်ဖို့လိုတယ်အဲ့ဒါပဲအတိကဖြစ်တယ်နော်တနတ်ဖောက်တာကအစုအဖက်နဲ့ဟို4-5-6မှန်ကနေပဲကြားရတယ်ကျွန်တော်တို့ပါစက်ကဒီကဘာပေါ်မှာရှိတဲ့လူတိုင်းကကြားရတာဖြစ်တယ်ကျွန်တော်တို့မှာပါစက်တီဟနိုင်ဖို့လိုတယ်အေကချင်းပြည်နယ်မှာဆက်လက်ပြီးမှမတောင်းကြရင်တောင်းကြရင်ဆိုတော့ကျွန်တော်တို့ချင်းပြည်သူမှာအများကြီးမူတည်တယ်ဆိုတော့ပြောချင်တယ်ပြီးတော့ဟိုတစ်ဆက်ထဲမှာနည်းနည်းပြည့်ဆိုပြီးမှကျွန်တော်ပြောချင်တာတော့sorry ဟိုကျွန်တော်အဲ့ဒါဆက်ပြောချင်တာတော့ဒီချင်းပြည်သူအပေါ်မှာအေကဆက်ပြီးမှဒီလိုမလုံဤဆိုတော့ကျွန်တော်ချင်းလူမျိုးမှာအများကြီးမူတည်တယ်ဟုတ်ကျွန်တော်တို့မှာအများကြီးမူတယ်ကျွန်တော်2016 2019တော့ကျွန်တော်အများအားပြောခဲ့တယ်လို့ပေါ့သူကစမ်းလာလိမ့်မယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းမှန်တယ်နော်ကျွန်တော်ဟောခဲ့တဲ့အတိုင်းမှန်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေဒီတိုင်းပဲညင်ခံနေလို့ရှိရင်ပလဲဝမဟုတ်ဘူးမင်းတကံပလဲမတူပြီနော်နောက်ဆုံးဟာခါဆိုခဏပြောတယ်နော်ကျွန်တော်အခုဖြစ်လာမှပြောတာမဟုတ်ဘူးနော်2016 2019 2018ကလေးကကျွန်တော်ဟောကင်းထုတ်ခဲ့တာကျွန်တော်ဟောကင်းထုတ်တဲ့ကံပလဲမင်းတမတူပြီဟောဖလန်းတိရောက်ပြီလေဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုကျွန်တော်တို့ချင်းပြည်သူတွေကပါစက်ကိုရင်ငုံထုတ်ပြီးမနေခဲ့တော့တီးခံခဲ့တော့အချိန်တန်တူဟာတူဖြစ်ပါအနေပါစေလူကြီးတွေပဲလုံးမကွာငါတို့နဲ့တာဝန်မရှိဘူးဆိုတော့ဒီကျွန်တော်ချင်းပြည်သူတွေရဲ့ဟိုအသွေးခိုတွေအားရတဲ့အသွေးခိုတွေကြောင့်ဒီလိုတွေဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်ဟိုအခုအချိန်မှာကျွန်တော်ချင်းလူမျိုးတွေကိုမိမောင်းထိုးပြချင်တယ်အခုအေးဒီညင်သွားမညင်သွားဆိုတော့ကျွန်တော်ချင်းပြည်သူမှာအများကြီးမူတည်တယ်ပြီးတော့စောဒီဟိုဆရာကိုဟိုအမေကွန်ထုတ်တဲ့အားလေးလေအဲ့ဒါကျွန်တော်ဆက်ပြီးမှဖြည့်ပြချင်တာကတော့ကျွန်တော် black one နဲ့မှာအတိကဒီ control လုပ်နေတာကအေးဖြစ်တယ်နော်အင်ခွန်ရခွန်လက်ကောက်တယ်နော်လူမရှိတဲ့အိမ်ဒီဖြတ်တယ်အခုဆိုဘင်္ဂလားဒေ့ရှ်ကနေဒီရခိုင်လူမျိုးတွေဘင်္ဂလားဒေ့ရှ်မှာသွားနေတဲ့အားကိုအင်ချီတရားလားအင်ထောင်စုတရားဆိုလားပြန်လာပြီးမှချပေးတယ်ဆိုတော့ခဏလာပြောကြတယ်ဦးလေးဒီလိုရှိတယ်အေးတေချာလားကိုတွေကမဟုတ်တဲ့ဟာပြောရင်ကိုတွေသိခါကြမယ်နော်အများမြင်အောင် social media ပြောတဲ့လူဖြစ်တယ်ဆိုတော့တေချာတယ်တော့သူတို့နေရာချပေးတယ်သူကဘင်္ဂလားဒေ့ရှ်ကရခိုင်လူမျိုးဘင်္ဂလားဒေ့ရှ်မှာနေတဲ့အားတွေအင်ထောင်စုတရားဆိုလိုက်ဟိုပြန်ခေါ်လာပြီးနေရာချပေးတယ်လူမနေတဲ့အိမ်တွေကိုတက်နေခိုင်းတယ်သူတို့ခဏပြောလာကြတာဖြစ်တယ်ဒါက
ပလဲဝါမှာဒီ CB ကcontrol လုပ်နေသလား CC က control လုပ်နေလဲဆိုဘယ်သူမှ control မလုပ်နိုင်ဘူး A ကပဲလုပ်နေတွေ့နေရတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်အင်စင်တွေကအင်စင်ပြီးတော့မနေခဲ့တာဖြစ်တဲ့တော့အခုအင်စင်ကအခုပေးရောက်ကုန်တာဒီ CDF ပလဲဝါဆိုတာဟိုပဲမြောင်းတဲ့ရောက်သွားတာပဲနော် CC ကလည်းဘာမှလုပ်နိုင်တာမဟုတ်ဘူးဘယ်သူမှဘာမှမလုပ်နိုင်ဘူး CB ဆိုဝေး CB ဆိုပလဲဝါရေးငါတို့လည်းမဆိုင်ဘူးပလဲဝါတွေဆုံးဖြတ်လိမ့်မယ်ဆိုပြီးခါပါပဲဟိုမနိုင်ခြင်းမို့ဟိုချင်းလူမျိုးအရေးမဟုတ်တယ်လို့ပဲပြောတာအဲ့မှလည်းကျွန်တော်ဝန်ရေးတဲ့ချင်းကတော့ဟာချင်းပြည်ရေးခင်ဗျားတို့လည်းမဆိုင်ဘူးလားကွာလို့နည်းနည်းလေးခါကြမ်းသွားပြောတော့ကျွန်တော်ဘလို့ကြတယ်နော်သူတို့ရဲ့ group မှာဆိုတော့အခုကျွန်တော်ပြောချင်တာကျွန်တော်ပလဲဝါလည်းဘသူကဟိုအကုန်လုံးဆွမ်းမောနိုင်တယ်လဲဆိုတော့နော်ဒီအေးပဲလေကျွန်တော်တို့ကလတန်စီမံကိန်းကျွန်တော်တို့ချင်းလူမျိုးတွေကပိုင်ဆိုင်တဲ့ကလတန်စီမံကိန်းအခုဘသူကဟိုအိန္ဒိယဆိုရတဲ့စာချုပ်တယ်လေအေးကစာချုပ်တယ်လေဒီပလဲဝါနဲ့ဆိုအေးကကိုလူထောမောထားတယ်လေအေးမှာဖြစ်တယ်မြမြေခွန်ရခွန်အေးခွန်နဲ့ကိုပေါ့ချင်းပြည်ဆိုတာမကောက်ဘူးလေအေးကပဲကိုလူ control လုပ်သွားတယ်ဆိုတော့ကျွန်တော်ဒီမှာဟိုရဲဝန်းကျွန်တော်မီးမောင်ထုတ်ပြရတယ်ဘာလို့လဲဆိုအခုရက်ပလဲဝါတွေပါကအများအဖြစ်ကတော့ချင်းလူမျိုးတွေကမရှိတလောက်ကိုဖြစ်နေတယ်ရမကွေးတဲ့ခိုးကိုပြေးဟိုဘက်မီဇိုရမ်ကိုပြေးအိန္ဒိယကိုပြေးအကုန်ထွက်ပြေးကုန်တာဟိုတွေ့နေရတယ်ကျွန်တော်တို့ချင်းတပ်တွေကဘာမှအခုပြည်နယ်မှာတော့မရဲဘူးကိုမနေရတဲ့အဆင့်ကိုရောက်နေဆိုတော့ကျွန်တော်ရဲဝင်းကိုပြောရတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်ဆိုတော့ဆရာဇိုးဆက်ခွန်ကိုဒီ ICC အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဆရာနိုင်လင်းပြောတာကိုဖိဆွဆရာရှိလာပြီးတော့ဒီပလက်ဝကတော့ဒီပြည်သူတွေကတော့ CC မှာပဲသူတို့ကနေတယ်ဒါပေမဲ့ AB နဲ့ AA ကတော့ပလက်ဝမှာcontrol လောက်တာပေါ့နော်ဒါပေမဲ့ပလက်ဝပြည်သူတွေကတော့ကျွန်တော်တို့ကြာတိတလောက်ကတော့ဒီ CC ဘက်မှာချင်းလမ်းဘက်မှာချင်းပြည်သူပြည်သားအလုံးနဲ့တန်းတူသူတို့ရက်တီခဲ့တာတွေကျွန်တော်တို့သိရတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီအခုနာ ICC နဲ့ဒီပြောမယ်ဆိုရင် CC ပြောမယ်ဆိုရင်ဒီရခိုင်တွေရဲ့ဒီကိစ္စပေါ့နော် ICC မှာဒီနေရာတကာမှာသူတို့တရားစွဲမယ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ချင်းပြည်မှာဒီလိုမျိုးတရားစွဲတာပိုင်းရရှိရင်သူတို့ရဲ့လှုပ်ရှားပုံကအားနည်းနိုင်သလားအဲ့ဒါကိုထပ်ပြီးတော့ဖိဆွဆရာရှိလားဆရာနိုင်လင်းပြောတဲ့အထက်မှာဟိုလာဟိုဆရာမေးတာလားဟုတ် yes ဆရာဇိုဆက်ခွန်ကိုဆရာနိုင်လင်းပြောတဲ့ဟာထဲမှာဖိဆွဆရာတို့ရှိသလားလို့ဒီ ICC နဲ့ပတ်သက်ပြီးတော့ရခိုင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရခိုင်လို့ပြောတဲ့အခါမှာကျွန်တော်တို့လူမျိုးကိုပြောတာမဟုတ်ဘဲနဲ့ဒီအခုဖြစ်ပျက်နေတဲ့အကြောင်းအရာကိုကျွန်တော်တို့သုံးသပ်တာဖြစ်ပါတယ်ဖြည့်ဆွတ်စရာမရှိပါဘူးဒါပေမဲ့လိုတာထက်ပိုတောင်းချမ်းလို့ရှိရင်တော့အခု45 human right ပေါ့နော်သူတို့ကနေပြီးမှ push လုပ်တာပေါ့ဒီ ICC ကိုရောက်ဖို့အတွက်ဆိုတော့သူတို့ခုနပြောသလိုစီမရှိကမရှိနော်လက်နဲ့အကူပြီးမှတောင်းချမ်းနေကြတော့ရောက်မှာပဲလေသူတို့မလို့ချင်းလေရောက်မှာပဲဆိုတော့အဲ့ဒီနောက်ကိုမတွားဖို့ရန်အတွက် AB တွေလေမျိုးလုံးပွင့်တင်ပြီးဆိုတော့ကျွန်တော်အနေနဲ့တော့နည်းနည်းတော့ပြောချင်နော်ဒါတော့အနှင်းနဲ့အမြန်တော့ရောက်မှာပဲကိုလုတ်ရတဲ့ကမှနဲ့ရက်မဲဆိုရင်တော့အဲ့ဒါတော့တကန်တာပေါ့သူတို့ကနိုင်ငံတကာကဆိုပေမဲ့လေအိုဘာဘာမှလည်းခယူဆိုင်เสียမလို့ဘူးလို့ဆက်မှတ်ရမိုက်တလောက်တော့ခံစားရလေအဲ့ဒါတော့ဘောနော်အလုံးတီးတဲ့အတိုင်းပါပဲကျေးဇူးတင်တယ်သုံးသပ်ပေးတာလူရင်းတူရှင်းပဲဆိုတော့အထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ဒီ AA နဲ့ AB နဲ့ CC လို့ပြောတဲ့အခါမှာဒီပြဿနာပဲရှိတယ်တကယ်လို့ချင်းပြည်မှာ AB တို့ AA တို့မရှိရင်တကယ်ရှင်းတယ်ဘာမှမရှိဘူးအင်အားရှင်ရှိတယ်လို့ပေါ့အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ပြောချင်းဖြစ်တယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့
เสียนายลิงกูจนทับพิโรเมชินดากาจนโรดีชินแลนด์อาร์มีบ่เนาะเฟเดอรัลอาร์มีมาจนโรเบอายากะอาตันนันซงพิเศษนันเดเลจนโรดีซีซีชินแลนด์กาดีโหซาบ่เฟเดอรัลอาร์มีตุคุตีทองเยมบาอลูอสุงพิมเลอุปมาติชะตายินตาด้วยกาวเรบางเงสุรตรอาชิโลเลนเนตกองโลเอเซนีราบ่เอลูมิอาชิฟูกาจนโรลูเรอาชินตโรลูเนลูยาเรเอลูมิสิตาเรอาชิฟูกาบาอลูอสุงโลทินเดเลเซเดยียาลาเปกันชินลาบ่เนาะงวยลาเซดลาบ่ตูซุงเปียวเอง ဟောလားကျွန်တော်မေးတာလား ဟုတ်ကဲ့ဆရာနိုင်လင်းကိုကျွန်တော်မဲချင်တာကကျွန်တော်တို့ချင်းပြည်ရဲ့ဒီFederal Army ပေါ့ချင်းစစ်သားတွေအတွက်ပေါ့နော်CC အတွက်ဖိတ်ဆန်ကပူအရေးကြီးတာလားစိတ်ဓာတ်ကပူအရေးကြီးတာလားဥပမာနိုင်ငံတစ်ခုကစစ်သားအင်အားကောင်းရင်ဝါတွေကူကန်တွေလည်းသူတို့ဟာသူတို့ control လုပ်ပြီးတော့အနိုင်ရတယ်ကျွန်တော်တို့ကအားနွေတွေတွေ့ကြောင်း AB ကတမောက် AA ကတမောက်အခုထိကောင်းကောင်းမ control နိုင်သေးဘူးကျွန်တော်တို့ချင်းပြည်ကိုဆိုတော့ကျွန်တော်တို့ချင်းပြည် control နိုင်ဖို့ရန်ငွေကအဓိကဖြစ်သလားစိတ်ဓာတ်ကအဓိကဖြစ်သလားကျွန်တော်တို့စစ်သားတွေအားကောင်းနိုင်ဖို့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အတိကအခုဆရာမေးတဲ့အချက်တင်မှာကျွန်တော်ပြောမှဆိုကျွန်တော်လူမျိုးတစ်မျိုးမှာပေါ့နော်ဒီပထွေအာဘီပဲဖြစ်ဘလို့ဟာပဲဖြစ်တော့ချင်းပြည်အစိုးရပဲဖြစ်နော်ကိုယ်ပဲအုပ်ချုပ်ခွင့်ပဲဖြစ်ပထွေစနေနဲ့ပဲတော့မှာပဲဖြစ်အတိကရဲ့အကြောင်းရင်းကတော့ငွေအားဆိုတာငွေအားဆိုတာလိုတယ်ဆိုပေမဲ့အတိကနံပါတ်1အကြောင်းရင်းကအမျိုးသားစည်းလုံးညီညွတ်ရေးပဲကျွန်တော်တို့ကငွေပဲပုံနေပါစေပတ်စံပုံကြီးမှာဖင်ခုပြီးထိုင်ပြီးမှကျွန်တော်တို့အမျိုးသားစည်းလုံးညီညွတ်ရေးမတည်ဆောက်နိုင်ရလကားပဲအမျိုးသားနံပါတ်1အနေနဲ့ကဒီကျွန်တော်တို့ကအင်အားကောင်းဖို့ကလက်နဲ့အင်အားကောင်းဖို့ပဲဖြစ်အစိုးရအကောင့်တရားရဖို့ပဲဖြစ်ဘယ်လိုဟာမျိုးနဲ့ပဲသွားချင်ကျွန်တော်တို့ကအမျိုးသားရေးကိုတည်ဆောက်အောင်ဖြစ်တယ်အမျိုးသားနိုင်ငံရေးကိုကျွန်တော်တို့ကတကယ်ကိုစီးစီးလုံးနဲ့တည်ဆောက်နိုင်မှာအခုနပြောတဲ့အင်အားကောင်းတဲ့ဘာမှဆိုအစိုးရဖြစ်လက်နဲ့ကိုင်တမ်းဖြစ်အင်အားကောင်းဖို့ကကျွန်တော်အမျိုးသားရေးတည်ဆောက်နိုင်ဖို့လိုတယ်အမျိုးသားရေးမတည်ဆောက်နိုင်လို့ရှင်တော့လုံးဝဘလုံးမအခုဒါပြောတဲ့အချက်ဒီဖြစ်မှာပေါ့ကျွန်တော်တို့အမျိုးသားရေးတည်ဆောက်နိုင်ပြီဆိုတော့သူ့စနစ်နဲ့တူလာလိမ့်မယ်ငွေရေးကြေးရေးအုပ်ချုပ်ရေးတရားရေးတော့စီးပွားရေးနိုင်ငံရေးဆိုတော့သူ့နောက်ကသူ့အတူလိုက်လာလိမ့်မယ်နံပါတ်1အနေနဲ့ကကျွန်တော်တို့အမျိုးသားနိုင်ငံရေးကိုအမျိုးသားရေးကိုစီးစီးလုံးနဲ့တည်ဆောက်နိုင်မှာဖြစ်တဲ့တွေးတပိတ်တဲ့တစုတစည်းနဲ့ဥတီချက်ပန်းတိုင်တစ်ခုတည်းနဲ့ကျွန်တော်တို့ကသွားဥတီထားပြီးခါမှာကျွန်တော်အမျိုးသားရေးကိုတည်ဆောက်မှတာလေအခုနပြောတဲ့ကျွန်တော်ပြောတဲ့အချက်လက်တွေကိုပြည့်စုံမှာဖြစ်တယ်နံပါတ်1အနေနဲ့ဝကလည်းကျွန်တော်တို့ပေါ့ကိုပိုင်အုပ်ချုပ်ခွင့်လုပ်နိုင်တယ်ချမ်းသာအောင်လုပ်နိုင်တယ်ငါတို့ကလည်းငါတို့စားနေအောင်လုပ်နိုင်တယ်ငါတို့ကလည်းအုပ်ချုပ်နိုင်တယ်ငါတို့ကလက်နဲ့အင်အားတည်ဆောက်နိုင်တယ်ဆိုတော့သူ့ယုံကြည်ချက်နဲ့သူလုပ်တာအင်အားကြီးလို့သူကအင်အားကြီးလို့သူတို့ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာမဟုတ်တာကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်လို့ငါတို့မတည်လို့အရေးချင်းနေရှိတယ်ဆိုတောင်းပြီးခါမှာပေါ်ကြင်စီမှာတောင်းပြီးခါမှာသူတို့အုပ်ချုပ်ခွင့်နဲ့သူတို့ရပြီးတဲ့နောက်ပိုင်းမှာသူတို့အင်အားကိုတည်ဆောက်တာဖြစ်တယ်သူတို့မှာအစကတည်းကအမျိုးသားစည်းလုံးညီညွတ်ရေးကိုနံပါတ်1အနေနဲ့အပြည့်အဝရှိတာဖြစ်တယ်သူတို့ကအဲ့လိုဖြစ်လာတာအဲ့လိုပဲကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးပဲအထူးပဲကျေးဇူးတင်ပါတယ်တစ်ဆက်တည်းမှာပဲဆရာဂျိုးဆက်ခေါင်ဖက်ကိုကျွန်တော်တစ်ချက်လှည့်ကြည့်မိဘာကြောင့်လဲဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာဂျိုးဆက်ခေါင်ကကျွန်တော်တို့ချင်းပီတူရီစီမှာအမှားစကားလဲစိတ်ထဲမှာဖြစ်စေချင်တဲ့စန္ဒပဲဖြစ်ပေါ့နော်dream ပဲဖြစ်ကျွန်တော်တို့ချင်းပီရဲ့တော်လှန်ရေးမှာဒီဘလူတွိုင်းကောင်းမလဲဘလူတွိုင်းအားရှိမလဲဘာကြောင့်ကျွန်တော်တို့ချင်းပီရဲ့တော်လှန်ရေးကအားနွေ့တယ်လေဘလူတွိုင်းဆူရှိမလဲဆိုတဲ့ဟာကို
တုံးသက်ပေးစေချင်ပါတယ်ဥပမာCB နဲ့ AA ကဘာကြောင့်ဒီလူရှေ့ဆက်ခတ်နိုင်တယ်လဲသူတို့နဲ့ဘယ်လိုပေါင်းတင်နိုင်တယ်လဲသူတို့နဲ့ဘယ်လိုကွဲနိုင်တယ်လဲဥပမာပေါ့နော်ကျွန်တော်ချင်းပြတော်လှန်ရေးမှာဘယ်လိုတုံးသက်ချင်ပါတယ်လဲပြည်သူတွေကိုဘာမှချင်းတယ်လဲအဲ့ဒါလေးကိုနည်းနည်းပူပြီးတော့စီလဲနဲ့ပူပြီးတော့နည်းနည်းအစောနာတော့ကဖြီထားတဲ့ဟာကလူရင်းတူရှင်းပေးတာပေမဲ့တအားတူတယ်တအားရှင်းတယ်အခုတော့နည်းနည်းစီလေးနဲ့ဒီချင်းပြတော်လှန်ရေးကိုဘယ်လိုမြင်ပါတယ်လဲဘယ်လိုတုံးသက်မိတာပါတယ်လဲပေါ့နော်အဲ့ဒါကိုတုံးသက်စေချင်ပါတယ်အတနာဆရာဇိုးစပ်ခေါင်ကအတန်မွတ်နေတယ်အတန်ကိုပြန်နှိပ်ပေးလေအတန်မွတ်နေတယ်လူဖြစ်တော့တော့ဟာโอเคကျွန်တော်ပြောတာကြားလာမသိဘူးဆရာဇိုးစပ်ခေါင်ကျွန်တော်မေးတာကကျွန်တော်တို့ချင်းပြတော်လှန်ရေးကိုဘယ်လိုတုံးသက်မိပါတယ်လဲဘယ်လိုလုပ်ရင်ပြန်ပြီးတော့ကောင်းမလဲဘာကြောင့်ကျွန်တော်တို့အားနွေ့တယ်လဲဆိုတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ရဲ့ပရိပခတွေကိုဘယ်လိုမြင်ပါတယ်လဲအဲ့ဒါကိုအတူချုံအဖြစ်တုံးသက်ပေးစီချင်ပါတယ်ကျွန်တော်တို့ပြောတာကြားလားဆရာဇိုးစပ်ခေါင်ကျွန်တော်တို့ပြောတာကြားလားမသိဘူးเนาะသူ့ line ကလုံးဝအဆင်မပြေဘူးဘာလဲမသိဘူးသူတို့ကမနေ့ပိုင်းလာမသိဘူးเนาะတစ်ချက်လောက်ဆုံးကြည့်မယ်သူတို့ရဲ့ connection ကမူးရွာတယ်ထင်တယ်မူးရွာလို့နေမှာပါရတီဥတုမကောင်းတော့ဖြစ်တတ်ပါတယ်သူကဘယ်နိုင်ငံနေတာလဲသူက Carolina မှာ USA မှာတော့ internet ကောင်းပါတယ်ပုံမှန်ကောင်းပါတယ်သူတို့အိမ်မှာတုံးတဲ့ဟာ
ตัวๆแล้วเนี่ยตัวลูกพิมมาอิงมาใช้เสถาระ USA မှာတော့ကျွန်တော်တို့ကတော့ဒီ internet နဲ့ပတ်သက်ပြီးတော့ဒီလောက်တော့မစူးစောဘူး okay ပြန်ဆောင်ကြည့်မယ်နော်သူရဲ့ connection ကိုကလုံးဝလိုင်းမကောင်းတော့ဒီ ဆရာကိုကျွန်တော်ဆရာဇောဆပ်ခွန်ကိုကျွန်တော်မေးချင်တာကဒီချင်းပီရဲ့တော်လှန်ရေးကိုဘယ်လိုမြင်ပါတယ်လဲတုံးတပေးစေချင်ပါတယ်ဘယ်လိုလောက်ပူပြီးမှအားကောင်းမလဲဘယ်လိုလောက်ပူပြီးမှစီယုံမလဲဘာကြောင့်ကျွန်တော်တို့မစီယုံနိုင်တာလဲဆိုတော့အချက်လက်ပေါ်မှာဆရာဇောဆပ်ခွန်အမင်ကိုကျွန်တော်တို့နားထောင်ချင်ပါတယ်ဘယ်လိုတုံးတမလဲတုံးတပေးစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော် line ကဟုတ်တယ်ဒီဘူဒီညာဟိုဖက်ကိုစလုံးဖွင့်ထားလို့လမ်းပြောတော့ပိတ်လိုက်ပြီအနေနဲ့တာမလားမသိဘူးကျွန်တော်တော်လှန်ရေးကျွန်တော်ချင်းအမျိုးသားတော်လှန်ရေးကခက်တာကကျွန်တော်ကလေတော်လှန်ရေးလောက်တာထက်ကျွန်တော်ကမာနကိုပြိုင်နေကြတာတလားတရားမှတေးမရှိဘူးတရားမှမနှင်းချဘူးအကုန်လုံးကဆရာကြီးလောက်ရှင်ကြတယ်အဲ့ဒါကြောင့်ပါပဲအဓိကတော့ဘုံရန်သူကိုလည်းကျွန်တော်ကမမြင်ဘူးနဲ့ကျွန်တော်အနေနဲ့ထင်နေတော့တယောက်နဲ့တယောက်ပဲเนาะအနိုင်ချင်းမဲ့တယောက်နဲ့တယောက်အနိုင်ယူမဲ့ဆိုတာပဲကျွန်တော်ကတွေးနေရတယ်ဆိုတော့ကျွန်တော်ကတော်ပါတယ်ကျွန်တော်ကတက်ပါတယ်ဆိုတဲ့လူကပဲเนาะအားပြိုင်နေကြတာတကယ်တမ်းကျရင်ဒီတော်လှန်ရေးပြီးဖို့ကလေရာထူးလည်းမလိုပါဘူးเนาะစီလုံးမှုပဲလိုတယ်တာဝန်လည်းမလိုပါဘူးစီလုံးမှုပဲလိုစီလုံးတာဝန်ကကိုတိုက်ဖို့ဆိုတော့အတီးတီးတော့စီးကြတာပဲလေနော်ဆိုတော့ကျွန်တော်ချင်းလူမျိုးတွေဒီလောက်ထိပြဿနာဖြစ်နေတယ်ဆိုတာကတယောက်နဲ့တယောက်မနှင်းချဘူးခေါ်လည်းမှုမရှိဘူးကိုပြောတယ်လို့အပြောနဲ့အလောက်ကမကိုက်လို့အဲ့ဒါဒီလဲဆိုတာကျွန်တော်နေပြောချင်တယ်နော်ပြီးရင်ကျွန်တော်ချင်းလူမျိုးသားတွေကလည်းချင်းတွေပြောတာကိုမယုံဘူးနော်ဟိုသူများပြောဒီပြောတာကိုမယုံနဲ့တွေးပြောတာပါဆိုတာကိုကျွန်တော်သူကိုမယုံတာဆိုအဲ့ကြောင့်ကျွန်တော်ပြည်သူနားနေရတယ်မီဒီယာကေရန်ချင်းထေးမှာမဟုတ်ပါဘူးနော်ဆိုတော့အဲ့ဒါလည်းပြောကိုဘုံရန်သူကိုလည်းကျွန်တော်တို့ကတီးရမယ်နော်အဲ့ဒါပြောချင်တယ်နော်ထူပဲကျေးဇူးတင်ပါတယ်တုံတပေးတဲ့တွေ့ကြောင့်ဒီညကဆရာဇောဆပ်ခွန်ဖက်က internet live မကောင်းတဲ့တွေ့ကြောင့်တခါတလေအတန်ဖြစ်တယ်တေခံပြီးတော့ဆောင်ပေးကြပါတုံတပေးတဲ့ဆရာဇောဆပ်ခွန်ကိုထူပဲကျေးဇူးတင်ပါတယ်နောက်မှလည်းဒီလိုမျိုးဆွေးနွေးချက်တွေကျွန်တော်တို့ဆက်လက်ပြီးတော့အချင်းရှိရင်ဆက်လက်ပြီးတော့လုပ်တော့မှာဖြစ်ပါတယ်ပြီးတော့ဒီဆရာနိုင်လင်းကိုဒီနောက်ဆုံးဖက်အနေနဲ့ပြည်သူတွေရှိမှာမှာဆရာလေးတွေရှိသလားပြီးတော့ဒီညကျွန်တော်တို့သုံးသပ်တဲ့အထဲမှာစိတ်ထဲမှာပြောချင်တာတွေပြီးတော့ဘာကူမြင်တယ်လေပေါ့နော်ကျွန်တော်တို့သုံးသပ်တဲ့အထဲမှာကျွန်တော်တို့ရဲ့တော်လှန်ရေးကဘာအားနည်းချက်တွေရှိတယ်လေဆိုတာကိုပြန်လေပြီးတော့အမှားစကားပြောရင်းနဲ့သုံးသပ်ပေးစေချင်ပါတယ်ပြည်သူတွေကိုဘာတွေပြောချင်တယ်လဲဆိုတော့စောစောကျွန်တော်ပြောတယ်လို့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေကဒီ2016ကတည်းကကျွန်တော်ပြောတယ်ဟိုဒီတဲ့ပါဇက်ပိတ်နေလို့စမရဘူးနော်မရဘူးဟိုအစမ်းသခံဘောကရောက်လိမ့်မယ်ဆိုခဏနာပြောခဲ့လို့ကျွန်တော်ဒီဘောကရောက်လာတယ်အခုချိန်မှာတော့စောစောပြောတယ်လို့ပေါ့ပြည်သူတွေကတော်တော်လေးညင်ညွတ်လာတယ်ဆိုတော့တိထက်မကပြည်သူတွေကဟိုစကားပြောနိုင်ဖို့ညင်ညွတ်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်ချင်းပြည်သူတွေကသူများကိုသွားဆိုကာတာသွားဖို့ခတ်တော့ခဲ့ရတာမဟုတ်တဲ့သူကိုအမျိုးသားနိုင်ငံရေးကတော့
ရဲဝုန်းပြောဆိုရတဲ့တတ်တည်လို့ရှိရမယ်ဒီဥမာလူမျိုးတစ်မျိုးမှာကဒီဥမာကောင်းဆောင်အဖွဲ့အစည်းတစ်ခုတည်းမဟုတ်ဘူးကောင်းဆောင်ကလည်းကောင်းဆောင်ပြည်တော့လုပ်ဖို့လိုတယ်အတိကအဖြစ်ကဘာဒီလိုလဲဆိုတော့ပြည်သူတွေကနော်ကိုယ့်ရဲ့လိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုခွင့်ရေးကိုလူမျိုးရေးကိုခွင့်ရေးကိုပြည်သူကမပြောဆိုရတဲ့တတ်တည်ရှိရမယ်ပြည်သူတွေကအဲ့ဒါပြောချင်တယ်ဘာဖြစ်လို့ဆိုကိုတော့မပြောချင်ဘူးလူကြီးတွေပြောလိုက်မယ်ဟောဒီဟာတွေပြောလိုက်မယ်ဆိုတဲ့အသွေးခေါ်မျိုးဆိုကိုဟာကိုတတ်တယ်လို့ဖြစ်တဲ့တော့ချင်းပြည်သူတွေအနေနဲ့ကိုတတ်နိုင်တဲ့ဖက်ကတော့တနာကြီးကင်မှအလုံးလုံးတယ်မဟုတ်ပါဘူးနော်ပတ်စံကြီးအစုလည်းအပြုံလိုက်ထဲမှာအလုံးလုံးတယ်မဟုတ်ပါဘူးနော်ပတ်စံအစုလည်းအပြုံလိုက်ကြီးပေးလေကိုပေးတဲ့ဟာဘာအကြောင်းရင်းကြောင့်ပေးတယ်ဆိုတဲ့ဟာကိုမပြောဆိုတတ်ရင်လည်းအလကားမျိုးသားနိုင်ငံရေးမှာဒီကျွန်တော်တို့ရဲ့ပါစာကြီးတွေဟာအင်မတန်မှထိရောက်လေးနဲ့ဆိုတာကိုကျွန်တော်ချင်းပြည်သူတွေကိုအတိပေးခြင်းနဲ့ခံခက်ပေါင်းလဲများပြီးနော်ခံရပေါင်းလဲများပြီးနော်အဲ့ဒါကြောင့်ချင်းလူပြောတယ်အခုချိန်ပါရေကုန်နှုတ်ပြီးနေရမယ်ချိန်ပေါ်ဘူးစောဟိုဆရာတော်လည်းပြောတယ်လို့ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်စီလုံးညီညွတ်ဖို့ချိန်တန်ပြီးအခုကတယောက်နဲ့တယောက်ပဲမနာလို့ဖြစ်နေကြတာအခုကျွန်တော်တို့ကောင်းစင်တတ်တာကတော်လှန်ရေးတဲ့တော်လာရေးဆိုတော့ကျွန်တော်ဟိုအင်္ဂလိပ်မျက်နှာဖူခက်ကနေပြန်ကြည့်ကြည့်လိုက်ဘယ်သူကပါရာထိုးမယူကြပါဘူးเนาะသူကလည်းချပဲကလည်းချမယ်အတိကရာသူမပြုတ်ဖို့ပဲဟိုတော်လာရေးလုပ်နေကြတာဖြစ်တယ်အခုကျွန်တော်တို့ချင်းတွေကဟိုတလ2လ3 4လနဲ့ပိုချုပ်ကြီးတွေဖြစ်ကိုပြီးခါမှာအာကြီးစီလုံးညီညွတ်မှုကိုပြစေတယ်ရာထူးယူပြီးခါမှာအာနာပြန်ရာထူးပြန်နေရပြန်နေကြတာကို့အမျိုးသားရေးကိုမကြည့်ကြဘူးလူကြီးပိုင်းနေလဲကျွန်တော်ကြည့်ပါတယ်เนาะလူကြီးပိုင်းနေသူတို့3 မီလီယာတွေခေါ်ပြီးခါမှာသတင်းစာစီလင်းပွဲလုပ်တာတော့ဘာပဲပြောသူတို့ပြောလိုက်တဲ့စကားတွေမှာကအမျိုးသားနိုင်ငံရေးကိုပြောတဲ့လူကြီးတယောက်မှမတွေ့ဘူးသူတို့နဲ့ဟိုတယောက်နဲ့တော့ထိုးချပုတ်ခတ်ကဲ့ရဲ့အဲ့လိုပြောနေတာတွေပဲကျွန်တော်တွေ့နေရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းပြည်သူတွေကမြတ်ပါစားဟနိုင်ဖို့လိုတယ်နော်ကိုတွေကကောင်းခံပြဖွဲ့စည်းကိုပဲတအားမြည်ကိုတဲ့စိတ်အဲ့လိုပဲရှိတယ်လို့ရှိရင်ကိုတွေကအထင်ခံပေါ့ပဲရောက်မယ်ကိုပြီကိုတယ်ပြေကဒီချင်းပြည်သူကပိုင်တယ်ချင်းလူမျိုးကပိုင်တယ်တနကြီးကင်မှကြည်စာကြီးလွယ်မှာအဲ့ဒါတော်လိုင်းမဟုတ်ပါဘူးအဲ့ဒါအဲ့လိုတွေးကိုလို့ရှိရင်အမှားကြီးမားလိမ့်မယ်ပြီးတော့စီနဲ့ချင်းညီနောင်ပေါ့ချင်းညီနောင်ကိုလည်းကျွန်တော်ပြောချင်တာကကျွန်တော်ချင်းလူမျိုးဖြစ်တယ်မာနတွေပြန်စင်တာတွေကိုလုံးဝရပ်တန့်စေချင်တယ်အမြန်ပြန်ပြီးစည်းလုံးစေချင်တယ်ချင်းသိခါလည်းကြာလာပြီပြီးတော့ကျွန်တော်တွေ့ပါတယ်ဗာလဲအိန္ဒိယမှာဗာလဲနယူးဒေလီမြို့မှာချင်းတော့လုံချုံရေးအရာဆိုပြီးခါမှာသူတို့ဖြက်တယ်နော်အဲ့မှာကျွန်တော်ပြောချင်တာကသူတို့ကဘာကောင်းဒီမူလို့တော့နော်သူတို့ကအမေရိကန်သမ္မတအိုဘားမားလားဘာတယ်နော်ဟိုဘလို့အစစ်ပြောနေမလို့ဘလို့ထိရာထူးကြီးများကြီးပြီးတော့ကဘာမှာကဘာကိုတုံလို့စေနေတဲ့ကောင်းဆောင်ကြီးဒီမလို့လားသူတို့ကတော့လုံချုံရေးအရာမတွေ့ဆုံနိုင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေအောင်ကျွန်တော်တို့ချင်းလူမျိုးတွေဘာမှနယူးဒေလီမြို့မှာလည်းတွားပြီးတွေ့ကြမလို့ဆိုတော့ပြောချင်တာကဆရာမေးတဲ့ထဲတော့မပါဘူးပေါ့ကျွန်တော်ချင်းအမျိုးသားရေးကိုမတိဆောက်နေတဲ့အကြောင်းရင်းတွေကိုဖြစ်စီလို့ကျွန်တော်ပြောတာပါကျွန်တော်တို့ချင်းလူပြောဒီဘာမှနယူးဒေလီမြို့မှာတွားပြီးတွေ့ကြမလို့ညီအကိုကြီးဖြစ်တယ်တောင်ရသေးမှာလည်းတွေ့လို့ရတယ်ဖះเจ้าမှာလည်းတွေ့လို့ရတယ်အိမ်သိမ်မှာလည်းချင်းပြီးမှတွေ့လို့ကို့အမျိုးသားရေးကိုပြောဆိုတိဆောက်လို့ရရတဲ့နဲ့အဲ့လိုဒီမာနတွေထောင်ပြီးခါမှာတော်လိုင်းရဲ့အကြောင်းပြပြီးယာထူးယူနေတဲ့ဟာတွေကိုဒီအလုပ်တွေကိုဒီလိုအဖြစ်မျိုးတွေကိုကျွန်တော်အများဆုံးမရပ်တမပြန်ပြီးစည်းလုံးစေခြင်းနဲ့ပြီးတော့ MIC ဆိုလာကျွန်တော်ပြောတယ်မှားလိမ့်မယ် MIC ရတဲ့သူတို့ဒီနှစ်ဖွဲ့လုံးနှိမ့်နိုင်ပေးမယ်လို့ကြားပြန်တော့ MIC က CIA ကိုတွားမင်းမယ် CIA ပြောသမျှကို CBC လာပြီးတရင်ပို့ရမယ်ဆိုတဲ့ဟာကြီးဒါကြီးရာထူးပေါ်ဒီမြင့်မာပြီးမှပြောတဲ့စကားတွေရတယ်ကျွန်တော်လုံးဝလက်မခံဘူးနော်ညီကိုကြီးဖြစ်တယ်ကိုလူရကိုမှားနေတီရဲဝုန်းပဲနော်ဘယ်မှာတွေ့မလဲနော်ယောက်ျားပဲတွေ့မှာပေါ့ဘာကိုမတည်နဲ့တာလဲဘာကိုမလို့ချင်တာလဲဘယ်မှာတွေ့မလဲအေးရဲကြီးမှာတွေ့မလားဖះเจ้าမှာတွေ့မလားတတ်ရှိပြောဆိုဆွေးနွေးရမှာပေါ့အခုကနော်ဖင်ကောင်းကျဲပြီးခါမှာကို့အမျိုးသားစည်းလုံးညီညွတ်ရေးကိုဒါကြီးပြစေတယ်ပြီးတော့ကျွန်တော်ချင်းမျိုးသားရေးကိုရခိုင်အေဒီနဲ့ပေါင်းမှနေ့စဉ်နဲ့ချင်းလူမျိုးကိုပြန်ပြီးဆူဆဲကျင်းမောင်းနေတာတွေကကျွန်တော်လုံးဝဆုတ်ချကကွက်တယ်နော်ချင်းပဲနော်ကိုတွေကကိုချင်းလူမျိုးကြားထဲမှာလူရမဝန်တော့တခြားလူပြောတဲ့တော့ပေါ့ကိုချင်းကိုဆဲတာချင်းစိုးလို့ဆဲတာကိုနာရကောင်းမှမတည်ပဲနဲ့အဲ့လိုပေါ့ပြိုနေတဲ့ကောင်တွေကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ချစ်စစ်ဖြစ်တဲ့တော့ဟာမဆောင်ပါနဲ့
နော်ခမရတို့ဘဲတိုင်းကပဲလို့ခမရကိုသူများလည်းလက်ညှိုးတို့လည်းချင်းမဲ့နော်သူများကိုချီးမွမ်းလည်းခမရချင်းလို့ပဲပြောမယ်ဟန်ဆောင်မနေခြင်းမို့ကိုမျိုးသားရေးကိုပတ်ဝန်းကျင်ကိုလည်းခမရတို့လေ့လာကြည့်ဆိုပြီးခါမှနော်ကိုမျိုးသားရေးကိုပြန်ပြီးစည်းလုံးစေခြင်းတယ်ခမရတို့မဆက်လည်းကြည့်တယ်လူရှက်တယ်နော်လူမျိုးတကာရဲ့လည်းညှိုးထိုးမှုခံရတယ်တိုလာရေးအကြောင်းပြပြီးမှယာထူးယူနေရယူပြီးတိုလာရေးတယ်ဘလို့ကိုယာထူးလူတို့ဖြစ်နေကြတယ်အဲ့ဒါကျွန်တော်ပြောချင်တယ်ပြီးတော့ကျွန်တော်ဟိုပေါ့ဂျုံတို့ပါလေကျွန်တော် CIA ဘက်ကိုလည်းကျွန်တော်ပြောချင်တယ် CIA ကလည်းဟိုချင်းတမျိုးသားလုံးကိုကိုစားပြုတာဖြစ်တဲ့အတွက်ချင်းတမျိုးသားလုံးကိုစားပြုတာဖြစ်တဲ့အတွက်ဥပမာဟိုပေါ့သတင်းထုတ်ပြန်ပိုင်းမှာရောသတင်းမီဒီယာပိုင်းမှာရောကျွန်တော်ထိထိရောက်ရောက်နဲ့ဖြစ်စေချင်တယ်ပြီးချင်းလူကြီးပိုင်းဒီမှာ CIA မှာရော CC လူကြီးတွေကလည်းဒီဟိုပေါ့အများနားလည်နိုင်တဲ့ဒီမြန်မာစကားနဲ့ကျွန်တော်ချင်းပြည်သူတွေကိုဟိုလိုအပ်ချက်လေးတွေကိုလှုပ်ဆောင်ချက်လေးတွေကိုနေ့စဉ်နဲ့များချပြစေချင်တယ်ဒီတိုင်းပဲတက်ပြောင်းဟက်တော့ပြောင်းနေတာတွေကကျွန်တော်တို့ချင်းပြည်သူတွေကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုတဲ့ဟာတွေကခဏကျွန်တော်မေးကြတယ်ဟာဦးလေးပြောပေးပါဦးမေးပေးပါဦးဘလို့ပါညာပေါ့ပြီးတော့တခုပေးချင်တာကတော့ဂျုံလုံးပြောတာနော်မေးတာတော့မပါဘူးဒီ CIA ကပေါ့ဒီ black work ကိုဒီလက်နဲ့အလက်30နဲ့100နဲ့ဆိုတာဒီဟိုရောင်းနေဆိုပြီးခါမှဒီ black work ရဲ့လူငယ်ဂလုတ်တီကခဏမေးတယ်အေးဟုတ်ပြီမေးပေးမယ်လို့အဲ့ဆိုတော့ဒီ CIA အနေနဲ့ဒီဟာလေးတွေကိုယူတယ်ဘာယူဖို့ပေါ့ဖြည့်စစ်တင်နေယူလို့လဲဥမဘာဖြစ်လေသဘောတခုကအေကအဲ့မှာ black work မှာအခြေချတော့မဆိုတော့ငွေမယူတာတနတ်မယူတာထားလိုက်အနေချင်းတော့ပြောမှာတော့တေးချတယ်နေခိုင်းလည်းနေခိုင်းတယ်ဗောမနေခိုင်းလည်းမနေခိုင်းဘူးဗောဒါကတော့ပြည်သူကိုပေါ်လေးချပြဖို့လိုတယ်ဘယ်သူမှနေမြေကိုအပိုင်ပေးတာတော့မဟုတ်ဘူးစီးရခဏအခြေချမယ်လို့နေခိုင်းတာတော့ဖြစ်နိုင်တယ်စီးရဲ့သဘောတဘာဝဆုံးဖြတ်နော်ဒါပေမဲ့ CC ဖက် CIA ဖက်ကလည်းဒါတွေကိုပြပြသားသားပြန်ပြီးမှကိုင်တွေဖြည့်ဆည်းနိုင်ဖို့လိုတယ်ဆိုတာကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်ချင်းပြည်သူတွေကလည်းအရင်လုံးညံ့ဖိနေလို့ရင်အောင်တော့ပြီးလို့နေလို့မရဘူးတိထက်မကစကားကိုကျေလောင်အောင်ပြောဖို့လိုတယ်ပြီးတော့ကျွန်တော်ချင်းလူကြီးပိုင်းတွေ CC နဲ့ CP ပေါ့ကွာအခုကျွန်တော်တို့ဖြစ်ပြနေတဲ့အရာတွေပါတီများချင်းလူမျိုးမှာမကျေနပ်ဖြစ်နေကြတယ်လေကျွန်တော်တို့မှာဟိုပန်းတိုင်တစ်ခုနဲ့အမျိုးသားလုံးမြောက်ရေးပဲတိုးလိုင်းလုပ်နေကြတာဘာကိုများညှော်လင့်ပြမလို့ဖြစ်နေကြတယ်လေလို့အများပြန်ပြီးမှစီးလုံးစေခြင်းနဲ့နော်နယူးဒေလီမြို့ဒီပါဖြစ်တယ်ညာဖြစ်တယ်နော်ငါစီလာတရင်ပွားမယ်သူ့စီသွားတရင်ပွားမယ်စောက်ကြီးစောက်ရဲတွေမပြောဘဲနဲ့နော်တောင်ရတဲ့လောက်မှာကိုတွေ့ရင်ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်နော်ဒါဒီလူကြီးတွေမကြီးညွတ်ချေရဲ့အတော်ကြီးကကျွန်တော်တို့ပြည်သူတွေကကောင်းကောင်းခံခဲ့လို့နော်ကျွန်တော်တို့ပြည်သူတွေကိုနေချက်ခံနေရတာကျွန်တော်တို့ပြောချင်ပါတယ်ကျေးဇူးပါတုံးတက်ပေးတာသူပဲကျေးဇူးတင်ပါတယ်ရှာကူနိုင်လင်းဆိုတော့ဒီဟောစာ CC နဲ့ CB တွေသူတို့တွဲဆုံခိုင်းတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာ Joseph Kong ကိုကျွန်တော်မေးချင်တယ်အခုကျွန်တော်မေးမှာကမေးခွန်းနှစ်ခုတစ်ခုကတော့အခုဆရာနိုင်လင်းပြောတဲ့အထဲမှာ CC နဲ့ CB တွေတွဲဆုံတဲ့အကြောင်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာ Joseph Kong ဘယ်လိုမြင်တယ်လဲသူတို့တွဲဆုံတင်တလားတွဲဆုံပြီးဘယ်လိုမျိုးအခြေအနေဖြစ်ပေါ်နိုင်တယ်လဲဆိုတာမေးခွန်းတစ်ခုဒုတိယအနေနဲ့ရခိုင်တွေကအခုရိုဟင်ဂျာနဲ့ဖြစ်နေတဲ့ပြဿနာကအရင်ကလေးကနဲ့ကျွန်တော်တို့မြန်မာပြည်လွတ်လပ်ရေးမရခင်ကလေးကနဲ့မောင်တော်မှာဆိုရင်ရွာပေါင်းရာချီနဲ့ပြုတ်ခဲ့တယ်အဲ့ဒီတမိုင်းနဲ့ပတ်သက်ပြီးတော့အခုလည်းဒီမောင်စေလေရီတက်စခန်းကိုစစ်တပ်တွေကတင်းတယ်ရခိုင်ပြည်ကကြီးလေရီနဲ့သူတို့ကကောင်းကောင်းလှောက်ရှားလို့ရတယ်ရိုဟင်ဂျာလည်းရှိနေတယ်အဲ့ဒီအဲမှာဒီရခိုင်ပြည်ကအန်မြူလက်ကျန်တဲ့စစ်တွေလက်ကျန်သေးတယ်ဆိုတဲ့အခါကျတော့ရခိုင်တွေကသူတို့နိုင်ငံကိုအကုန်လုံးယူဖို့တော်တော်လေးခက်ခဲရှိတယ်ဘာကြောင့်လဲဆိုတစ်ဖက်ကရိုဟင်ဂျာတွေရှိတယ်ပြီးတော့သူတို့ကလည်းပဲချင်းပြည်မှာလည်းသူတို့ကနေရာယူထားတဲ့ခါကျတော့ဒီရခိုင်တွေရဲ့စစ်စီကြီးကိုဘယ်လိုမြင်တယ်လဲပေါ့နော်ဒီလိုမျိုးဆက်သွားရင်သူတို့နောက်ကျကျန်နိုင်မလားအဲ့ဒါနှစ်ခုကိုကျွန်တော်ဒီဆရာ Joseph Kong တုံးသက်ပေးစေချင်ပါတယ်
အတန်မကြဘူးကျွန်တော်တို့အစကနေပြန်ပြောလို့ရလားဆရာခုဆရာဖက်ကအတမ်းမကောင်းဘူးနော် line မကောင်းတော့ line မကောင်း ညသူ့ဘက်က connection လုံးဝမကောင်းဘူးထင်တယ် internet က USA မှာတော့ဒီလိုမူးရွာလို့နေမှာသူ့ဘက်ကကျွန်တော်အတန်ကြားလာမကြည့်ဘူးဆရာဆရာပြောတာကျွန်တော်မကြားရဘူးနော် line မကောင်းတာဖြစ်မလို့ तू ကအင်တာနက်မကောင်းတာပဲဖြစ်တယ်ဒီတစ်ချက်ဆောင်ပြီးတော့သူ live မကောင်းတော့ကျွန်တော်တို့ live ကအဆုံးသတ်မှာဖြစ်ပါတယ်ဆိုတော့ USA မှာတော့ line တလောက်ထိတော့မရှိဘူးမူးရွာလို့လာ line ကဒီဖက်ကတော့ကူငေလို့မရဘူးဖြစ်နေတယ်ဟုတ်ပြီဘာပဲဖြစ်ဖြစ်အခု line ကမကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့မတက်နိုင်ဘူးကြည့်စုသူအားလုံးသူပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီ internet connection နဲ့ပတ်သက်တဲ့အတွက်ကြောင့်technical error လို့ပြောရမလားဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲတောင်းပန်ချင်ပါတယ်ဆိုတော့ဒီညမှာဒီစီယာခေါင်လဲပါဝင်ပေးတဲ့အတွက်သူပဲကျေးဇူးတင်တယ်အခုသူပေါ်လာတယ်သူတစ်ချက်လောက်ပြန်ထိုက်ကြည့်မယ်ပြောလို့ရရင်ပြန်ပြောကြည့်မယ်သူလည်းပဲနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တော်တော်လဲလေ့လာထားတဲ့သူတယောက်မို့လို့ကျွန်တော်တို့ကအတက်နိုင်ဆုံးကြိုးစားပြီးတော့ကျွန်တော်လည်းခေါ်တယ်ဆရာ Joseph ခေါင်ဒီညအချင်းပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဆရာ Joseph ခေါင်ကိုကျွန်တော်မေခွန်းထုတ်ထားတာရှိတယ်ပထမမေခွန်းကတော့အခုနာဆရာနိုင်လင်းပြောတဲ့ထဲမှာ CC နဲ့ CB တွေ့ဆုံတဲ့အကြောင်းရင်းကဘယ်လိုသုံးသပ်ပါတယ်လေပေါ့နော်သူတို့တွေ့ရင်ဘယ်လိုအဖြစ်ရှာနိုင်ထွက်နိုင်ပါတယ်လေတွေ့စရာဆုံစရာလူသလားပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးသပ်ပါတယ်လေပြီးတော့ AA ကအခုလက်ရှိမှာရိုဟင်ဂျာကလည်း push လုပ်တယ်စစ်ကောင်စီကလည်း push လုပ်တဲ့အခါကျတော့သူတို့ကနေရာအခြေကြီးယူထားတယ်လောဘကြီးလို့ချင်းပြည်မှာလည်းယူထားတယ်ဆိုတဲ့အခါကျတော့သူတို့က
ยันตูต้องมิวรองสิเดสุรคาจรอดีเอเรกาตรมายาซวินสิเดสุรဒီเจ้าอย่างเนี่ยปัตตปีโรเอกาดีชิมปีกาเนี่ยนาวมะซอเบเนสเลเนเมสุยินสิกองสิเลพิเดโรหินจาเลพิเดคาจารอตรเยตไมกะบลูอสงตัดมิเลดีโตลายีกะตรโตเลจาซีไนมลาอันนั้นยะซีไนมลาအခုတော်မอันเนี่ยစစ်တွေလည်းမယူရသေးဘူးကြီးလေရတယ်တရနိုင်ငံကအဲ့ဒါကိုဘယ်လိုတုံးတက်မိပါတယ်လေပေါ့နော်ပထမကတော့ CC နဲ့ CB တွေ့ဆုံတဲ့အကြောင်းဒုတိယကတော့ AA ရဲ့တော်လှန်ရေးကိုဘယ်လိုတုံးတက်မိပါတယ်လေဆိုတာကိုကျွန်တော်မေးချင်တယ်ကျေးဇူးတင်တယ်ဟုတ်ပြီအခုဒီကိစ္စတော့ကျွန်တော်တို့ချင်းကိစ္စကမပြီးသေးတဲ့ခါကျတော့ကျွန်တော်လည်းအားဖို့ပြောဖို့လုံးဝအားမရှိသေးဘူးအခုကျွန်တော်CB နဲ့ဘောနော် CC ဖို့တို့လိုအပ်တယ်တွေးကိုတွေးရမှာဘာလို့လဲဆိုတော့တော်လှန်ရေးဆိုတာကတွေးဆုံနှိမ့်နှံ့မှုကပဲအဖြစ်ဖြစ်တယ်ဘောနော်လက်နက်ကင်တယ်ဆိုတာကတော့ကျွန်တော်တို့သစာပလာတစ်ခုပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ချင်းပြည်လူထုတွေလိုလားတောင်းတနေတာကဒါ AB နဲ့နော်ဒီနဲ့တွေးနိုင်ဖို့ကအဓိကဖြစ်တယ်ဆိုတော့ AA ရဲ့နောက်မှာ AA တွေကမကင်ဖို့နော် PR မပေးဖို့အဲ့ဒါကအရေးကြီးတယ်ဘာလို့လဲဆိုတော့အရင်တုန်းကတွေးနှိမ့်နိုင်မလို့ပြောတန်ချပြီးတော့တို့ပြန် cancel လိုက်ရဆိုတာကတော့ရခိုင် AA စစ်တိုင်းချမဖြစ်လို့ပဲကျွန်တော်အနေနဲ့တော့ယူဆတယ်နော်ဘာလို့လဲဆိုတော့အစအအရာက AA မလို့တို့နှခေါင်းနဲ့တို့အသက်ချူလို့မရသေးဘူးအဲ့ဒါကြောင့်လည်းဘာပဲဖြစ်ဖြစ်တို့နဲ့နှခေါင်းနဲ့အသက်ချူပြီးမှချင်းအမျိုးသားရေးကိုချင်းအမျိုးသားလို့နားလေဖို့မြန်မြန်လေးလားနားလေနိုင်ဖို့ပြီးမှတွေးဆုံနှိမ့်နိုင်မှုကိုတော့ဖြစ်ထွန်းနိုင်ဖို့တော့ကျွန်တော်ပြည်သူလူထုတွေကဆူတောင်းဖို့လိုလိမ့်မယ်တွေးဆုံဆွေးနွေးမှုကအဓိကဖြစ်တယ်နော်အခု AB ပိုင်တဲ့ရက်ကွက်တွေမှာလဲထိုင်ဝမ်လိုလုပ်လို့မရဘူးလေနော်ချင်းပြည်နယ်မှာကအဲ့ဒါကြောင့်ပါဆုံဆွေးနွေးမှုကိုလူတိုင်းတင်တယ်ဆူလဲတောင်းပေးတင်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တာပေါ့နော်အဲ့ဒီရိုဟင်ဂျာကိစ္စရခိုင်ကိစ္စရန်သူတုံးပါတော့ရင်ဆိုင်နေရတဲ့ကိစ္စကတော့တခြားအမျိုးသားရေးကိစ္စဖြစ်တယ်ကျွန်တော်တို့ဒီအမျိုးသားရေးကိစ္စမဟုတ်ဘူးone ta people ကောင်းပါတယ်တို့ရန်သူတုံးပါမကားလို့စေပါလေတို့ရင်ဆိုင်ပါစေနော်အဲ့ဒါ one ta ပေးစရာပါပဲလို့စိုးရင်စရာမဟုတ်ပါဘူးလို့ကျွန်တော်အနေနဲ့တော့သုံးသပ်ချင်တယ်နော်ဆိုတော့အန်ကောင်လုံးမှာဆက်ပြောလို့ရရင်တော့ကျွန်တော်ပြောချင်တယ်ဆရာဆက်ပြောပေးပါဆက်ပြောပေးပါကျွန်တော်ပြောမယ်ကျွန်တော်အားနေချက်အများကြီးခုနကိစ္စရောအစီမပြေတော့အများကြီးရှိတယ်ကလေးတွေလည်းရှိတယ်ဆိုတော့လေဆိုတော့ကျွန်တော်ပြောချင်တာကအခု AB တွေကကျွန်တော်တို့ချင်းလူမျိုးကိုစားပြုသလားအကျိုးတက်ရောက်မှုရှိသလားဘာတွေတော့ကာကွယ်ပေးနိုင်လဲလို့ကိုယ့်အကိုမေခွန်းထုတ်ပေးမှကိုယ့်အကိုမေခွန်းပဲဖြစ်ရစေနော်ကျွန်တော်တို့ချင်းလူမျိုးတော့ဘာမှကိုစားမပြုဘူးဘာမှလည်းကာကွယ်တာမရှိဘူးပလာလူမျိုးခစားတဲ့ဟာကိုခမီအိုချင်းကဆိုတလို့မဟုတ်ဘူးပလဲဝလုတ်တဲ့လူတွေကမမှန်ပါဘူးသူတို့လင်ပြိုတာပါဆိုပြီးမှ AB တို့ကချက်ချင်းပြီးမှstatement ကန်ကွက်စာတယ်အကိုကြည့်အဖြစ် AB နဲ့ပါပညာတတ်မရှိဘူးအကြံပေးပုဂ္ဂိုလ်တွေတော်တော်လိုအပ်တယ်သူတို့မအားနေတယ်ဆိုတာကျွန်တော်တို့သိနိုင်တယ်ကျွန်တော်တို့ချမ်းပြေမြောက်ပိုင်းကိုကြည့်လိုက်ချမ်းပြေမြောက်ညီနောင်သုံးဖို့ရှိတယ်နော်အခုကျွန်တော်တို့ညီကိုကချင်တွေရိုးရာယဉ်ကျေးမှုတွေကိုသူတို့ကဖျက်ဆီးတယ်ဆိုကားတဲ့အခါမှာကချင်အမျိုးသမီးကချင်ထူးတဲ့အခါမှာအဲ့ဒီမြောက်ပိုင်းကသုံးဖို့တွေကမဟုတ်ပါဘူးဆိုပြီးမှစာထုတ်တာကျွန်တော်တို့မတွေ့ရဘူးဘာလို့လဲဆိုတော့သူတို့မှရင့်ကျက်တဲ့နိုင်ငံရေးသမားတွေရှိတယ်သူတို့ချင်းစားတွေရှိတယ်နော်အဲ့ဒါကြောင့်ဒါမျိုးမထွက်တာအခုကျွန်တော်တို့ AB အဖွဲ့တွေကချက်ချင်းပလဲဝါရဲ့ statement အပေါ်မှာသူတို့ကကန့်ကွက်လာကြတယ်အဲ့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ချင်းလူမျိုးတွေကိုလည်းကိုစားမပြုလို့နော်ရှိပညာတက်လည်းမရှိဘူးပညာရှင်လည်းရှိဘူးဒါပေမဲ့အဲ့ဒါပညာရှင်ပညာရှိ
เนาะที่ได้รู้ชีพกะตัวอัปเดตโลกเสียแต่คู่ผิดได้สุดจะโน่นเนี่ยเปียวชินเนาะอะไรจ้องบ่าจะโน่ก็อามาเปียดาบิดูบ้านนี้เราจะโน่อาเปียบาดเนาะชิมเมียวตายมาแต่เมื่อชิมตัวกูสามาพิวดาอภัยสีหูแต่เมียกูจะโน่นนี่แล้วเนาะบรมาเท่าคันเสียจ้องเลยไม่ชิบูพิวเนี่ยเนาะกูชิมเมียวตายไปเนาะนุกปิกเลยเราไม่ยาบูสุดจะโน่นเปียวชินเลยอะไรบ้าสุดจะโน่นชิมลูเมียวด้วยกันเนาะยามพิดอะไรยัดติ้งยัดจับจะโน่นเนี่ยเปียวชินเนาะจะโน่นบาตายจะโน่นลูเมียวเยก็เลยอาณาจับแล้วบนนั้นเปียวชินเนี่ยเนาะนี่บ้องมีอะไรส่วนจะโน่นครียมพิดละจัดเดยามพิดเรากองดงไปเนาะโอ้มายามพิดได้อภัยเลยยามพิดได้ยีนองเลยชีนิติวิดาเฮชินนาเนี่ยโอ้มาไปสระขมีเราคู่กุยเนี่ยเด้บาตาก็เลยขมีเราอามานาบุลาขมีเราสีบัวเยตัวเด็กกู้กุยนี่ละลาสุดาจนมีความมีเสียพิลาเนาะทุกทีจนอายันชิดเดจนเราชินลูมิโอเมียวไปกับลูเดยังไม่พิจารณาเนี่ยหรอกเนาะขมีเราครียมพิลาเลยนี่บ้องเตียนเนี่ยชีบีคู่ชิงลูมิโอเยพิจารณาขมีเราก็คู่ชิงที่พิจในดงเบคู่ BSCC พิลาเดสุดาเลยเนาะลูมิโอเนี่ยสู้พิจารณาเบอาลุงเนี่ยมาใส่บูဒါပေမဲ့ဒီတော်လှန်ရေးကိုအခွင့်ကောင်းယူပြီးတော့နော် AB ဆိုတဲ့တပွဲဖြစ်လာတယ် CC ဆိုတဲ့တပွဲဖြစ်လာတယ်အဲ့ဒါလည်းမဖြစ်တင်မဖြစ်ထိုက်တဲ့ဟာဖြစ်နော်ခီးလေခမကဘာတက်လဲကျွန်တော်ကိုပြောမယ်ကျွန်တော်ဘာမှမသိဘူးဘာမှမတက်ဘူးဘာမှမသိဘာမှမတက်တဲ့လူတယောက်ကခမတို့ကိုပြုံးနေပြီဆိုတော့ခမတို့ရဲ့အစင်တန်းကဘေးအစင်ရောက်နေလဲဆိုတော့ခမတို့ပြန်ပေးမှတုံးတက်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နော်ကျွန်တော်အနေနဲ့ပြောချင်တယ်ခမရတို့နေတဲ့ဘုရားကျောင်းတက်တယ်အာမနာဘူးလားခမရတို့နှစ်ပေါင်းတရားခမရတို့ခရိယံဖြစ်ပြီးအာမနာဘူးလားခမရတို့ကိုယ်ကိုယ်တာခမရတို့ဘာရလို့ဖို့ကခမရကိုယ်ကိုယ်လားအဲဆိုတာကျွန်တော်အနေနဲ့ပြောချင်တယ်နော်ချက်ကြပါရမဖြစ်ကြပါနဲ့တော့နော်အဲ့ဒီထဲမှာဘူးမတိဘာမတိမြောက်ပိုင်းကညီနောင်တွေမသေးတဲ့ကိစ္စကိုတောင်းတလူတွေကလည်းရိုးရုံပဲမှာအဲ့ဒါပါတယ်နော်ဆိုတော့ကိုစီးတဲ့မြင့်ကအထီးလားအမလားဆိုတော့လေတေးကွေးအောင်လေးလာပြီးမှပေါင်းတင်းမှပေါင်းကြပါလို့ကျွန်တော်အနေနဲ့မြောက်ပိုင်းကလူတွေကိုတောင်ပိုင်းကကျွန်တော်တို့အမျိုးတွေကိုကျွန်တော်နေမှာချင်တယ်နော်သူများရောင်တိုင်းရောင်ဖို့လည်းမစင်စားနဲ့နော်တန်ခေါင်းနဲ့လည်းအသက်မချင်ကြနဲ့လို့ကျွန်တော်နေပြောချင်တယ်နော်ကျေးဇူးပါဆရာတုံးတက်ပြတာထူပဲကျေးဇူးတင်ပါတယ်ဒီညလည်းပဲဒီလိုမျိုးအချင်းကိုဖေးပေးပြီးတော့လာပေးကြတဲ့တွေ့ကြောင်းအထူးပဲဆရာဂျိုဆက်ခေါင်ကိုကျေးဇူးတင်ပါတယ်ပြီးတော့ဆရာနိုင်လင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်တစ်ဆက်တည်းမှာပဲဒီနောက်ဆုံးအမှားစကားလည်းမေ့ကြံခဲ့တဲ့ဟာတွေရှိရင်ဆရာဂျိုဆက်ခေါင်ကပဲဟိုဥစားဖို့နော်မှာဆရာလေးတွေနောက်ဆုံးအနေနဲ့ရှိရင်ဆက်ပြောပြီးတော့တခါတည်းအဲ့ဒါပြီးရင်ဆရာနိုင်လင်းမေ့ကြံခဲ့တဲ့ဟာတွေပြီးသူတွေမှာဆရာလေးတွေကျေးဇူးတင်ဆရာလေးတွေရှိရင်အဲ့ဒါပြောပြီးတော့ကျွန်တော်တို့ဒီည live ကတော့ဒီလိုနဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်အထူးသဖြင့်ဒီဆရာဂျိုဆက်ခေါင်ဟာဆိုရင်ဒီညinternet မကောင်းတဲ့အတွက်ကြောင့်နောက်မှာကျွန်တော်တို့ပြန်လည်ပြီးတော့ဆွေးနွေးဖို့ကျွန်တော်တို့အစီအစဉ်ဆွေးလို့ရရင်ပြန်ပြီးတော့ဆွေးပေးမယ်ကြည့်စုအပေးတဲ့သူတွေအားလုံးကိုတောင်းပန်တယ်တက်ခံပြီးတော့ကြည့်စုဆောင်ပေးတဲ့အတွက်ကြောင့်သူပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့နောက်ဆုံးမေ့ချန်ခဲ့တာမှာဆရာလေးတွေရှိရင်ဆရာဂျိုဆက်ကွန်တက်ဆက်တဲ့မှာပေးပါလို့ကျွန်တော်တောင်းဆိုချင်နေပြီးတော့ဆရာကူနိုင်လင်းရတယ်လားပြောလို့ရတယ်လားနောက်ဆုံးအမှားစကားရှိရင်ဆရာဂျိုဆက်ခေါင်နည်းနည်းပြောပေးပါပြီးတော့ဆရာနိုင်လင်းပြောပြီးတော့ကျွန်တော်တို့ဒီ live ကိုဆုံးသက်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အမှားစကားလေးပြောပေးဖို့ရန်
ဆရာ Joseph ခေါင်ကိုကျွန်တော်ပြန်လည်ပြီးတော့ခေါ်ချင်ပါတယ် ဟုတ်ပြီကျွန်တော်အမှားစကားတွေလည်းမဟုတ်ပါဘူးကျွန်တော်တို့စီချင်းကချင်းတမျိုးသားလုံးကစီလုံးနဲ့နော်ဒီတော့ကျွန်တော်တို့အောင်ဖိတ်ကိုလည်းစီလုံးနဲ့ဆွတ်ခုတဲ့အမျိုးသားဖြစ်ဖို့ကျွန်တော်ဒီနဲ့အများကြီးမျှော်လင့်ထားတယ်နော်ဒီညဒီလိုမျိုးဒီ online ပေါ်မှာတက်လာတယ်ဆိုတာကရံဖြစ်ဖို့မဟုတ်ဘူးညကိုနှင်းလည်းမဟုတ်ဘူးသူများကိုဆေးဖို့လည်းမဟုတ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တတ်ကြပြီအော်ကိုလူမျိုးတွေဒီလောက်ထိတောင်ပြည့်စည်နေပါလားကျွန်တော်တောင်မှပြောဖို့အချင်းလားဆိုပေမဲ့ကျွန်တော်ရဲ့ဂုဏ်တိခါမိသားစုတုံဂုဏ်တိခါကျွန်တော်ရဲ့သားသမီးဂုဏ်တိခါကိုယဉ်ပြီးတော့ကျွန်တော်တို့ချင်းမျိုးသားရဲ့အတွက်ကျွန်တော်အကုန်ကြခံပြီးတော့ကျွန်တော်ပြောရချင်းဖြစ်တယ်နော်ဆိုတော့ကျွန်တော်ကိုဆူမရှိမှာဆေးမလူတော့ရှိမှာပဲဒါပေမဲ့ကျွန်တော်ပြောချင်တယ်နော်ကျွန်တော်အချင်းအမျိုးသားတယောက်ပါနော်ခမည်းတော်ကိုမဟုတ်တာတွေခမည်းတော်မဟုတ်လောက်တာတွေကိုတော့ကျွန်တော်ပြောတာခမည်းတော်ကိုယဉ်နာလို့ကျွန်တော်တို့ကပြောရချင်းဖြစ်တယ်နော်ကျွန်တော်တို့ကအမှန်တိုင်းပြောရရင်အမေရိကမှာနော်ပူပင်တော့ကမရှိနေတဲ့နေရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ချင်းပြည်နယ်ကြည်ပမနေတဲ့တော့ကခမည်းတော်နဲ့ဝန်နေတဲ့မြည်ရကြနေရတယ်အဲ့ဒါကိုကျွန်တော်တို့မခံစားနိုင်တော့ဘူးအဲ့ဒါကြောင့်နဲ့ဖြစ်နိုင်မယ်ဆိုရင်တယောက်နဲ့တယောက်ရန်သူကိုတူလို့မြင်ပြီးတော့တိုက်ကြပါကိုအချင်းချင်းတော့မလုပ်ကြပါနဲ့ကိုအချင်းချင်းတော့စကားညင်းတော့မလုပ်ကြပါနဲ့ပြီးလို့ရှိရင် AB ကကျွန်တော်တငယ်ချင်းတွေလည်းရှိတယ်မဟုတ်တာတွေလည်း online မှာတိတ်မပြောပါနဲ့เนาะကိုမတန်တဲ့အလုပ်ကိုမတန်တဲ့စကားကိုလည်းစကားကြီးပြောပါနဲ့လို့ကျွန်တော်မှားချင်တယ်ခင်ဗျားတို့ရှိသေးတယ်เนาะဒီတော်လှန်ရေးလို့မဟုတ်ဘူးခင်ဗျားတို့လုပ်เสียရတယ်အများကြီးရှိသေးတယ်တော်တော်တက်တယ်ဆိုရင်တော့ဒီထက်ကောင်းတဲ့အလုပ်တွေဒီထက်ကောင်းတဲ့အတာဝန်တွေမှရှိတယ်ဆိုတာကျွန်တော်ပြောချင်တယ်เนาะဒီတော်လှန်ရေးကိုခင်ဗျားတို့အဖြတ်အမှောက်လုပ်ဖို့မတိုးစားပါနဲ့လို့ကျွန်တော်ဆိုတော့ကျွန်တော်အောင်လုံးတာကျွန်တော်တို့မြင်ချင်ရဖြစ်တာတယောက်နဲ့တယောက်ဆူဆေးတာကျွန်တော်တို့ပြည်သူတွေလုံးဝမကြိုက်ဘူးမကြိုက်လို့လဲကျွန်တော်တို့မရှိမေလဲကျွန်တော်တို့ဒီတော်လှန်ရေးတက်ပါကျွန်တော်တို့ထေးတာနော်ကျွန်တော်တို့ပေးလိုက်တဲ့ပိုက်ဆံကျွန်တော်တို့ပေးလိုက်တဲ့အလူခင်ဗျားတို့ရံဖြစ်ဖို့နော်ခင်ဗျားတို့တယောက်နဲ့တယောက်ဆူဆေးဖို့တော့မဟုတ်ဘူးဆိုတာကျွန်တော်အနေနဲ့ပြောချင်တယ်နော်အားလုံးကိုကျေးဇူးတင်တယ်အရောက်စီတိုင်းလည်းချစ်ပေးပါချီဒီထက်မကနော်ကဆူလေးတွေဒီထက်ကောင်းတဲ့ကျွန်တော်တို့အမျိုးသားနိုင်ငံရေးအတွက်ကိုလည်းကျွန်တော်ပြောဖို့အများကြီးပြင်ဆင်ထားပါတယ်လို့နော်ဒီနေ့တော့ကျွန်တော်ရဲ့အားနည်းချက်မြောက်များစွာရှိတယ်ကျွန်တော်လည်းသိနေမကောင်းတဲ့အတွက်ဖြစ်တယ်ဆိုတာလေနားလေပေးဖို့ရန်အတွက်အားလုံးကိုအနှူးညွတ်တောင်းပါနေနော်အရောက်စီတိုင်းကိုထက်လောင်းပေးဖျားခင်ကောင်းချီးပေးပါစေနော် thank you ဆရာနိုင်လေးကျေးဇူးပြုစေနောက်ဆုံးစကားလေးပြည်သူတွေကို good night ပေးပါဦး Okay ပါ Okay ကျေးဇူးတင်ပါတယ်ကျွန်တော်ပြည်သူဒီကိုရောတော်လှန်ရေးဓမ္မဒီကိုရောကျွန်တော်ပြောချင်တာတော့ကျွန်တော်အများအားပြောနေရစကားလို့ပေါ့ဒီဥပမာဒီဟိုစောဆရာပြောတယ်လို့ပေါ့ကျွန်တော်တို့အောက်ခြေကလူတွေကဒီလူတွေကိုပြောနေပြီဆိုကြတဲ့အခါသူတို့ကဒီအောက်ခြေလူတွေထက်ကိုနှိမ့်နေလို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်ခဏပြောတယ်လို့ပေါ့နော်ကောင်းဆောင်တရားလုံးလာပြီဆိုတော့ကျွန်တော်တို့ကဥမာအောက်ခြေလူသားတွေအောက်ခြေကရဲဘော်တွေတပည့်သားသမီးတွေအိတ်နေအောင်မှာကောင်းဆောင်လုပ်တဲ့လူကကိုအမျိုးသားနိုင်ငံရေးကအများအားစဉ်းစားပြီးမှလေ့လာတွေးခိုဘလိုပုံစံစနစ်နဲ့တွားမှာဆိုတော့လေ့လာတွေးခိုမှာဖြစ်တယ်ကောင်းဆောင်ဆိုပြီးခါမှာလူပြချက်ပြီးတာစားပြီးခါပါဟွာအထူးခါနာတဲ့ပတ်စံနဲ့ချက်စားပြီးဖြင်းပြဲပြီးမှအိတ်တွေလို့တော့မရဘူးနော်ကောင်းဆောင်လုပ်တဲ့လူတွေကကိုအမျိုးသားနိုင်ငံရေးကဘလိုပုံစံနဲ့ဖြစ်နေတယ်လဲဘလိုဒီတွားနေတယ်လဲဆိုတဲ့ဟာတွေကအခုကျွန်တော် CB ကောင်းဆောင်တွေကိုကျွန်တော်တွေးစေချင်တယ်CIA ကကောင်းဆောင်တွေကို CB ကောင်းဆောင်တွေကိုတွေးစေချင်တယ်အတိက CB ကောင်းဆောင်တွေပေါ့ကျွန်တော်တို့ကအခုလုပ်နေတာကပြည်သူတွေရဲ့ထောက်ခံမှုရရဲ့လားပြည်သူတွေကဝေဖန်ကြရဲ့လားဆိုတော့မဲစနစ်လို့ပေါ့မဲလို့ပေါ့ကိုယ်တွေပြန်ပြီးပိုင်းခြားတတ်ဖို့လိုတယ်ဘယ်သူပါပြောဆိုပြီးခါမှာကိုကစာလည်းမဖတ်နော်လေလည်းမလေ့လာဘူးဒီတိုင်းပဲဟောနော်
ငုတ်တုတ်ပြီးနေလို့ရှိရင်တော့ကိုလူတာပဲမှာနေတယ်လို့ထင်နေတဲ့တွေကတော့ကျွန်တော်တို့စီးလုံးမှာမဟုတ်ဘူးကောင်းဆောင်လုပ်တဲ့လူကဇာမြတ်မြတ်ဖတ်ဖို့လဲလိုတယ်လေ့လာဖို့လဲလိုတယ်ဆိုတာပြောချင်တယ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကလည်းကျွန်တော်တို့ရဲ့ဒီကောင်းဆောင်တွေရဲ့အားနည်းချက်ကောင်းဆောင်တွေရဲ့မညီညွတ်မှုကိုအမြဲတမ်းမိမောင်းထိုးပြနိုင်ဖို့လိုတယ်ကြောက်တဲ့စစ်ကိုဖယ်ရမယ်သူများတချို့ရှိတယ်တခွန်းဆဲလိုက်တာနဲ့တခါတဲ့ဟိုကြောက်တော့တာမကြောက်အဆဲမခံတော့ကျွန်တော်တို့အဆဲခံတာတော့ကိုကြောက်နေကျွန်တော်တို့ဘဝပြတ်မှာဖြစ်တယ်ကျွန်တော်မျိုးသားပြောက်သွားနေလားချင်းကျွန်တော်ပြည်သူတွေပြောချင်တာကကျွန်တော်တို့ရဲဝုန်းမနဲ့ပြောရမယ်ကိုလူမျိုးမလို့အာနာစရာမလိုဘူးကိုကောင်းဆောင်မလို့အာနာစရာမလိုဘူးကောင်းဆောင်ဖြစ်တိုင်းမှာဒီလိုနော်တကယ်ဟိုအတွေးခုမြင်မလို့ကောင်းဆောင်ဖြစ်နေတာမဟုတ်ဘူးအခုကျွန်တော်တို့ဖြစ်နေတာကြည့်ကြည့်လိုက်သူတို့ကတကယ်လို့အမျိုးသားရဲ့စိတ်ဓာတ်ပြီးသွားတယ်တော့ကောင်းဆောင်ကောင်းပြည်သားဆိုဒီလိုကွဲစရာအကြောင်းမရှိဘူးမင်းလက်ချင်းငါလည်းချင်းဆိုတဲ့စိတ်ဓာတ်ရှိနေလို့ရှိရင်ဒီလိုကွဲမဲ့အမျိုးသားကွဲပြဲမဲ့လို့ဘယ်သူမှမလုပ်ဘူးဆိုတော့ကျွန်တော်သိတယ်ဟိုရဲဝုန်းပြောရတယ်ပြီးတော့အခုကျွန်တော်တွေ့နေမြင်နေလေ့လာတဲ့လောက်ဆိုတော့အခုကောင်းဆောင်လုပ်တဲ့လူတွေကနော်သူတို့မှလေ့လာအားနေတယ်စာဖာအားနေတယ်သူအမျိုးသားကြီးကိုကောင်းထဲမှာမထည့်ဘူးနော်အစုအဖွဲ့လေးဆိုတဲ့အနေအယူမဲ့ဟိုအဖွဲ့လေးတွေကိုဟိုဗာလဲအမိန်ပေးမယ်ဆိုတဲ့ဟာနဲ့ပဲပြိုမွေ့နေတဲ့ပုံစံလို့မြင်တယ်သူတို့အမျိုးသားနိုင်ငံရေးကိုဘယ်လိုပုံစံသွားမယ်ဘယ်လိုဖြစ်နေမယ်ဥမာအဆင့်နဲ့အနောက်တွေငါတို့ချင်းတွေဘာတွေဖြစ်နေလဲဆိုတဲ့အားတွေကိုကောင်းဆောင်တွေကတွေးခေါ်ပုံလုံးဝမပေါ်ဘူးလို့ကျွန်တော်မြင်တယ်အဲ့ဒါဒီဖြစ်လာဖို့ကဟိုကောင်းဆောင်တွေကဇာဖတ်ဖို့လိုတယ်လေ့လာဖို့လိုတယ်ဆိုပြောချင်တယ်ကျွန်တော်ချင်းပြည်သူတွေကလည်းအရင်လိုကျွန်တော်ရေငုံနှုတ်ပြဖို့မတိတဲ့မကပြောရမှာနော်စိုးစောပြောတယ်လို့ပေါ့ကျွန်တော်အစတို့ပြောတော့အခုချိန်မှာဆိုအများကြီးယို့နေလာတာတွေ့နေရတယ်ညီနေလို့မရဘူးတိတဲ့မကနော်လုံးကိုပပြောက်တော့ကျွန်တော်တို့ပစဟာပဲပြောရဲဆိုရတဲ့တတိရှိရမယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်ကိုအချင်းချင်းမှလည်းစီးလို့ညီညွတ်ရေးကိုပြောစီချင်တယ်ကျွန်တော်ချင်းလူမျိုးတွေကယုံကြည်သူတွေများတယ်ခွင့်လွှတ်တာများတယ်တိခါပေးတာများတယ်ကောင်းပါတယ်တကယ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အမျိုးသားနိုင်ငံရေးမှာကတိခံပေးလို့ခွင့်လွှတ်ပေးလို့မရပါဘူးကျွန်တော်တို့အမျိုးပြောက်သွားလိမ့်မယ်ဆိုချင်းပြည်သူကိုပြောချင်တယ်ကျွန်တော်တို့စိုးစောလည်းဟိုဆရာတယောက်ပြောတယ်လို့မြောက်ပိုင်းမဲမှာဆိုကြည့်ကြည့်လိုက်တစုံတရာဖြစ်ပြီဆိုရင်ဒီလက်နက်က KA တွေကဟိုဖြည့်စင်းတာတဲ့ဒီအမျိုးသမီးရဲ့အဖွဲ့ဆိုတဲ့ပြည်သူတွေကပဲအများအပြားမြောက်ပိုင်းမဲမှာရှမ်းမြောက်မှာဆိုတော့ဒီကချင်တွေကပေါ့နော်ဒီပြည်သူကပဲဟိုပြဿနာတိုင်းကိုပြေလဲဖြည့်ရှင်းနေတာတွေ့တယ် KA တွေဖြတ်လို့မရတာတော့မှဟိုဒီ MMDA တွေကဟိုပိတ်ထားတာတော့မှဒီအမျိုးသမီးရဲ့ကောင်းဆောင်ဟောက်ကပဲတွားရှင်းတာနဲ့လမ်းဖွင့်ပေးရတဲ့အစီဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့တယ်ဘာဖြစ်လို့ဆိုပြည်သူရဲ့စကားပြည်သူတွေကဘယ်လောက်ထိရောက်တယ်ဆိုတာကျွန်တော်ချင်းပြည်သူတွေကိုကျွန်တော်ပြောချင်တယ်အဲ့ဒါချင်းပြည်သူတွေရောစီပီတွေရောကျွန်တော်ပြောချင်တာကျွန်တော်ချင်းလူမျိုးရဲ့နာမည်လည်းပြတ်နေပြီအဲ့ဒါကြောင့်ပြန်ပြီးမှစီးလုံးညီညွတ်ရေးကိုတည်ဆောက်ပါလို့ပြောချင်တယ်ပြီးတော့ရခိုင်တပ်တို့အေးအနေနဲ့လည်းချင်းတွေကဒီလောက်ပြောဆိုနေတာတော့ဒီလောက်အပြစ်တင်ပြောဆိုနေတာကိုဘာဖြစ်လို့အဲ့လောက်ကြီးတွေ့ကပြီးမှနေနေတာတော့ဥပမာခမရတို့ပြောတဲ့ဆင်းရဲတယ်မြစ်ပဲထွက်တယ်ကြွက်ပဲထွက်တယ်ပြောတယ်ဆိုမနေနဲ့လေးခွာကိုပြန်သွားဖို့ခမရတို့ကြောင့်ချင်းပြည်သူတွေဒီလောက်ပြဿနာတက်နေတာကိုခမရတို့အာနာတင်ပြီးပြန်ပြီးတွားဖို့ဒါမဲ့ CBD ကနေနေမှမသွားစီရှင်လို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုတဲ့ဟာတို့သတင်းထုတ်ပြန်တာဒီပြောနေတွေ့တာဒါတွေကလုတ်ကြဇတ်ဒီပါကျွန်တော်သိပါတယ်နော်အန်ခွနေပါပြီဒါတွေကကျွန်တော်သိပါတယ်ဒါတွေကနော်ပြီးတော့ဟိုတွေ့ဆုံဆွေးနွေးမှုဒီမှာနော်ပြက်ပြဲတာဒီလိုလုတ်တာဟိုလုတ်တာဒီဟာနော်သွားမေးပြီးမှပြန်ပြီးသတင်းပို့ပါဆိုတဲ့အားတွေကကျွန်တော်သိပါတယ်နော်ကျွန်တော်သိပါတယ်အဲ့ဒါပြောဒီကတော့နောက်ကကြိုးကင်ပြီးမှလက်ဝဝက်ကိုဟွာကြိုးနဲ့ချီပြီးမောင်းတယ်လို့အမောက်အစီးပြီးတယ်အမောင်းခံရဆိုတော့ကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်ဒီဟာတွေကိုကျွန်တော်ချင်းအမျိုးသားရေးစစ်သက်ဆိုတဲ့နော်ကျွန်တော်ချင်းလူမျိုးတွေတမိုင်းမှာနော်စင်တန်ခဲ့တယ်ဟွာသူရဲကောင်းချင်းတွေကိုအားနာပြီးခါမှာချင်းဆိုတဲ့စစ်ကလေးကိုပြန်ပြီးမွေးကြပါလို့ကျွန်တော်ပြောရင်းနဲ့ပဲဟိုအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ဒီည live ကတော့ဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်နောက်မှာလည်းအချင်းစီပြည်သူတွေအတွက်ကျွန်တော်တို့ကြိုးစားပြီးတော့ပြန်လဲတက်လာမှာဖြစ်ပါတယ်ခုလိုပြီးဆုံးတဲ့ထိကြည်စွာပေးတဲ့မိတ်ဆွေတို့အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ထူးသဖြင့်မလေးရှားမှာရှိတဲ့ဆီယာကိုလိမ့်နိုင်ပြီးတော့ဒီမှာ USA မှာရှိတဲ့ဆီယာJoseph Kong ကိုထူးပဲကျေးဇူးတင်ပါတယ်ပြည်သူတွေကိုလည်းထူးပဲကျေးဇူးတင်ပါတယ်လို့ဒီည live ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် good day good night အားလုံး
အားလုံးပဲ ပြီးတော့ဆရာကြီးကျွန်တော်ပြောချင်တာဒီလိုတွေ social media တွေမှာကျွန်တော်နာမည်အရင်ကတော့မှခေါ်နေတော့ဒီတင်းဟဲ့အများသိတဲ့တင်းဟဲ့ဝါကောက်ပေါ်ပါဘာဖြစ်လို့ဆိုတော့အခုချိန်မှာကျွန်တော်နာမည်အရင်ကိုစု